အကြအမြင်တရားနဲ့ပြည့်စုံအောင်ကြိုးစားကြပါလို့လေးစားစွာနဲ့တိုက်တွန်းပါတယ်နော်။ဘာနဲ့ပြည့်စုံအောင်ကြိုးစားအကြအမြင်တရားနဲ့ပြည့်စုံအောင်ကြိုးစားကြပါအလုံးပြန်ပြောကြည့်သမှာဒါဒီနေ့တရားဟောကြားမဲ့တရားပါပဲတရားကောင်းစဉ်လို့ဆိုခြင်းလဲဆိုပေါ့နော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကအန္တဘုဒ္ဓအယံလောကောတနုကိဋ္ဌဝိပဿတိတကုဏောဇာလမုတ်တော်ဝါအပောသက္ခာယဂစ္စတိအယံလောကဤလူများအပေါင်းတို့သည်ဤလောကသားအပေါင်းတို့သည်အန္တဘုဒ္ဓပညာမရှိပညာမျက်စိစုံမရှိ၍အကံအတိသာဖြစ်လေကုန်၏ဣထာဤလောက၌တနုကောအနှဲငယ်မြသောသူသည်ဝိပဿတိအနိစ္စအစရှိသောအဖြစ်ရှုမြင်တတ်၏ဇာလမုတ်တော်မုတ်ဆိုးကွန်ရက်မှလွတ်ထွက်သွားသောသကုဏောငှက်သည်အပေါ်ဣဝနေတကဲ့သို့ဗရန္တိသူသေသောသူတို့တွင်သက္ကာယနတ်ပြည်သို့ကိစ္စတိသွားသောသူသည်အပေါ်နေလာ၏မုတ်ဆိုးလက်တွင်ရောက်သွားတဲ့ပိုက်ကွန်တွင်ရောက်သွားတဲ့ငှက်ဟာလွတ်တယ်ဆိုတာအမတန်ရှားတယ်ဟုတ်ကလားမုတ်ဆိုးလက်ထဲရောက်သွားတဲ့သားကောင်ပြန်လွတ်ရုပ်ထုံးစံမရှိဘူးအမတန်ရှားပါတယ်ထိုနည်းတူစွာပဲလောကမှာစုံလုံးကမ်းနေတဲ့ပုဂ္ဂိုလ်တွေကများတော့တဲ့နိဗ္ဗာန်မဲ့ဖို့ထားလို့နတ်ပြည်ရောက်တဲ့လူတောင်အမတန်ရှားတယ်အခုဒီထဲမှာဒီမသိမဲ့ပုဂ္ဂိုလ်ပါလားမိမိဆွေမျိုးညာတကဘိုးဘွားမိဘဒီကောဒီထဲမှာမသိဘူးတဲ့လူပါလားအဲ့ဒီသိသွားတဲ့ပုဂ္ဂိုလ်တွေဟာတဲ့များသောအားဖြင့်ဒုက္ခတိကိုသွားကြတာများတယ်ဒုက္ခတိသွားတဲ့ပုဂ္ဂိုလ်ကအမတန်နည်းပါတယ်လို့သိတဲ့ပုဂ္ဂိုလ်ဒီထဲမှာလူရွာနတ်ရွာပြန်လာတဲ့ပုဂ္ဂိုလ်တောင်အမတန်ရှားတယ်မုတ်ဆိုးလက်တွင်မိသွားတဲ့ငှက်ကလေးတွေသားကောင်လေးတွေလိုပဲတဲ့ပြန်ပြီးတော့လွတ်နိုင်တဲ့လူဆိုတာအမတန်ရှားပါတယ်ဒီတော့သူတော်ကောင်းတို့ဦးဇင်းတို့တွေစောစောကတရားဏိဒာအနေနဲ့အကြအမြင်နဲ့ပြည့်စုံအောင်ကြိုးစားကြလို့မပြောဘူးလားအကြအမြင်တရားလောကမှာပုဂ္ဂိုလ်၄မျိုးရှိတယ်လို့မှတ်ရလောကမှာပုဂ္ဂိုလ်ဘယ်နှမျိုးရှိလဲ၄မျိုးရှိတယ်ပထမတစ်မျိုးကနေသောအကြအမြင်ရှိ၍အကြအမြင်တရားနဲ့မပြည့်စုံသူပြောကြည့်သားဟုတ်ပြီဒုတိယတစ်မျိုးကနေသောအကြအမြင်တော့ရှိတယ်တဲ့ဒါပေမဲ့အကြအမြင်တရားနဲ့ပြည့်စုံတယ်ဒုတိယတစ်မျိုးကဘာလဲအကြအမြင်တရားနဲ့ပြည့်စုံတယ်ဒါဘယ်တစ်မျိုးလို့ဒုတိယတစ်မျိုးကောင်းပြီတတိယတစ်မျိုးကများသောအကြအမြင်ရှိတယ်ဒါပေမဲ့သူ့မှာအကြအမြင်တရားနဲ့မပြည့်စုံဘူးဟောတတိယတစ်မျိုးကပါလေအကြအမြင်တရားနဲ့မပြည့်စုံဘူးဟုတ်ပြီစရုထများသောအကြအမြင်လည်းရှိတယ်အကြအမြင်တရားနဲ့လည်းပြည့်စုံပြောပုဂ္ဂိုလ်ဘယ်နှမျိုးကောင်းပြီနံပါတ်1နေသောအကြအမြင်ရှိတယ်
ဒါပေမဲ့အကြမ်းမြင်တရားနဲ့မပြည့်စုံဘူးဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတော့ဒါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားခဲ့တဲ့တရားတော်ကိုစာပေမှာရှာရင်အင်္ဂုတ္တရနိကေစတုကနိဗ္ဗအင်္ဂုတ္ထိုအပ္ပသုတ္တသုတ်ဆိုတာရှိပါတယ်နော်အဲ့တော့အကြမ်းမြင်နဲတယ်ဆိုတာတရားတွေကိုနည်းနည်းပဲကြားဘူးတယ်မှတ်ဘူးတယ်ဖတ်ဘူးတယ်ဟုတ်ပြီနော်ပိဋကသုံးပုံကိုကြဲကြဲပြက်ပြန့်ပြည့်ပြည့်စုံစုံလေ့လာဘူးခြင်းမှတ်သားဘူးခြင်းရှာဖွေဖတ်ရှုဘူးခြင်းသင်ကြားဘူးခြင်းမရှိဘူးဟုတ်ပလားအဲ့တော့နည်းနည်းပဲကြားဘူးတယ်မှတ်ဘူးတယ်ဒါပေမဲ့အဲ့ဒီမှတ်ဘူးတဲ့ကြားဘူးတဲ့နည်းနည်းတရားကိုပဲသူကျင့်ဆောင်ခြင်းမရှိဘူးဟုတ်ပလားဒီနေ့ကျင့်ပါရတဲ့တရားပွဲကြီးကဧရာဝတီတိုင်းလုံးဆိုင်ရာရွှေကျင်နိကာယဝိနည်းစာပြန်ပွဲလူတွေခေါ်သလိုလွယ်လွယ်တူတူပြောရင်ဝိနည်းစာပြန်ပွဲဟုတ်ကလားဝိနယောနာမသာသနတအာယုဝိနည်းဆိုတာသာသနာရဲ့အသက်ပဲဟုတ်ပလားဝိနည်းဆိုတာဘာလဲဆိုတော့သာသနာရဲ့အသက်ဝိနည်းဆိုတာစိကံသီလယဟန်တော်တွေကိုယဟန်အဖြစ်တတ်မှတ်ပူဇော်တာဘာကြောင့်သီလကြောင့်ယဟန်တော်တို့ရဲ့သီလကြောင့်အဲ့တော့ဥစဉ်ဟောဥပါတယ်လူဟာလူသီလမရှိဘဲနဲ့လူလို့ခေါ်လို့မရဘူးဒါကြောင့်တိရစ္ဆာန်ဘယ်သူကြောင့်ဖြစ်လဲဆိုရင်တိရစ္ဆာန်ဖြစ်ကြောင်းတရားသူကျင့်ဆောင်ထားတဲ့တရားသည်တိရစ္ဆာန်တရားမို့လို့တိရစ္ဆာန်လို့ခေါ်တယ်ဟုတ်ပြီနော်လူကိုဘာလို့လူလို့ခေါ်လဲဆိုရင်လူဖြစ်ကြောင်းတရားလူပိသားတဲ့အကျင့်သီလရှိဖို့လိုအပ်မလို့อ่ะလူတို့မှာရှိတတ်တဲ့တမာတိရှိဖို့လိုအပ်မလို့อ่ะလူတို့သိတတ်တဲ့ပညာနဲ့ပြည့်စုံဖို့ကိုလိုအပ်မလို့อ่ะဒါသိအရေးကြီးတယ်ဦးဇင်းတို့အမေရိကန်နိုင်ငံကိုသွားတော့ဘုမအမေရိကန်ရောက်တဲ့ပုဂ္ဂိုလ်တွေအသက်50ကျော်40ကျော်30ကျော်60ကျော်ဒီရောက်တယ်ဆိုရင်ကျောင်းတက်ရဘာကျောင်းတို့မင်းတို့ဟာကျောင်းတက်ရတယ်ဆိုတော့ဗမာပြည်မှာလည်းကျောင်းတစ်သက်လုံးကျောင်းတက်လာရတာဒီရောက်တော့လည်းတက်ရတော့ဘာကျောင်းတို့ဆိုတော့သူနိုင်ငံကိုရောက်ရင်နိုင်ငံကြီးသားပိသအောင်နိုင်ငံကြီးသားပိသအောင်နေနီးထိုင်နီးသွားနီးလာနီးစားနီးတောက်နီးကျောင်းတက်ရတယ်Los Angeles မှာနေမယ် New York မှာနေမယ်ဆိုရင် New York State New York City မြို့တော်ကြီးနဲ့အင်္ဂါရနဲ့ညီအောင်နေနီးထိုင်နီးသွားနီးလာနီးကိုကြောင်းတက်ရတယ်တဲ့ဟုတ်ပြီနော်အော်သဘောကျလိုက်တာဦးစင်းကဟုတ်သားပဲမြို့ကြီးသားကမြို့ကြီးသားပိသအောင်နေတတ်ထိုင်တတ်မှအခုဦးဇင်းတို့ရန်ကုန်မန္တလေးဒါဧရာဝတီတိုင်းမှာဆိုတာမြို့တော်ကြီးပသိမ်မြို့တော်ကြီးအင်္ဂါရနဲ့ညီအောင်မြို့တော်သူမြို့တော်သားတွေနေတတ်ထိုင်တတ်မှမြို့တော်နဲ့တူမှာပေါ့ဟုတ်ပလားဒီထဲမှာရွာဇနပုတ်သားလို့သွားလာနေထိုင်နေကြတော့မြို့နဲ့မတူဘူးဘာနဲ့တူဇနပုတ်နဲ့တူပသိမ်မထူပါဘူးရန်ကုန်မထူပါဘူးမန္တလေးဗမာတပြည်လုံးသွားကြည့်ဘယ်မြို့မှမြို့ကြီးသားနဲ့တူအောင်နေတတ်တဲ့ကောင်တကောင်မှမပါဘူးအမိုက်ပြည့်ခြင်းလို့ပြည့်လမ်းသွားခြင်းလို့သွားကားမောင်းခြင်းလို့မောင်းဆိုင်ကယ်စီးခြင်းလို့စီးနောက်လာမှမသိရှေ့လာမှမသိကိုယ်ခြင်းလို့ကိုယ်မောင်းခြင်းလို့မောင်းနေခြင်းလို့နေဆိုတာအဲ့ဒါဇနပုတ်သားတွေရွာသားတွေမြို့ကြီးသားဆိုတာမြို့ကြီးစီကန်းကိုသိရတယ်မဝင်ရတဲ့လမ်းမထွက်ရတဲ့လမ်းမမောင်းအပ်တဲ့နေရာမရရတဲ့နေရာမရှိဘူးလားရှိတော့ရှိတယ်လှုပ်ရှင်လို့လှုပ်တာပဲဟုတ်လားမဟုတ်လားဒီတိုင်းပဲအခုသာသနာတော်ကြီးမှာလဲဝိနည်းစီကံဟာအသက်ပဲဝိနည်းကိုမယူသေးကြတော့ဘူးမလိုက်နာကြတော့ဘူးမကျင့်သုံးကြတော့ဘူးဆိုရင်ဒီသာသနာရှိပါဦးမရှိတော့ဒါကြောင့်ဦးဇင်းကသာသနာဘယ်မှာတည်တယ်လို့ပြောတယ်
ယုံကြည်သူတို့ရဲ့နှလုံးသားပြန်ပြောအဲ့ဒါမြတ်စွာဘုရားကလူပိသဖို့နေနီးထိုင်နေကျင့်ကြံအားထုတ်နည်းတွေမပေးဘူးလားအဲ့ဒီပေးတဲ့အတိုင်းလူသီလလူသမာဓိလူပညာနဲ့ပြည့်စုံအောင်အားထုတ်ကြဖို့မလိုအပ်ဘူးလားအကယ်၍လူဖြစ်ရတဲ့လူသီလကိုမဆောင်ထင်းဘူးဆိုရင်လူဖြစ်ပြီလို့ပြောလို့အခုသူတော်ကောင်းတို့သာသနာ့ဘာသာလားသာသနာတွင်သားလားဘာလို့သာသနာတွင်သားလို့ခေါ်လဲမြတ်စွာဘုရားရဲ့အဆုံးအမကိုခံယူကျင့်သုံးနေရတဲ့ဘဝမို့လို့ဟုတ်ပလားဒါဖြင့်ယဟန်တော်များမှာလည်းယဟန်ဝိနိသာသနာတော်မှာသာသနာဝန်ထမ်းများသည်မြတ်စွာဘုရားရဲ့ဝိနိဒေသနာတော်ဒီသာလျင်ဗဒါနအကျဆုံးပဲဒီဝိနိစည်းကမ်းကိုဖောက်ဖျက်ပြီးဆိုရင်ဒီပုဂ္ဂိုလ်မှာသာသနာတည်တယ်ပြောလို့အေးထိုနည်းတူစွာပဲဒီနေ့ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေဗုဒ္ဓဘာသာကိုဗုဒ္ဓဘာသာဝင်ဖြစ်ခံယူထားကြပြီးတော့မှဗုဒ္ဓစကားနားမထောင်ဘူးဆိုရင်ဒီပုဂ္ဂိုလ်တွေဟာသာသနာတည်သူတွေလားသာသနာပြက်နေသူတွေလားသာသနာကွဲနေတာသာသနာဆိုတာဘု து ဆုံးမဟုတ်ပြီမြတ်စွာဘုရားအဆုံးအမကိုသာသနာလို့ခေါ်တယ်အဲ့ဒီမြတ်စွာဘုရားအဆုံးအမတွေသည်လောကအမှန်တရားတွေဖြစ်တယ်ဆိုတာလည်းသိရမယ်မြတ်စွာဘုရားအဆုံးအမဟာပါလေဘုရားပြောလို့မှန်သွားတာလားအမှန်တွေကိုဘုရားပြောသွားတာလားဒီစကလုံးနှလုံးဝင်သိချင်မှဘုရားပြောလို့မှန်သွားတာတခုမှမရှိဘူးအမှန်တွေကိုဘယ်သူပြောသွားတာဒါဖြင့်မြတ်စွာဘုရားပြောသွားတဲ့တရားတော်တွေဒီလောကရဲ့နိယာမအမှန်တရားတွေဖြစ်တယ်ဟုတ်ပလားဟဲ့အမှန်တရားဖြစ်ခြင်းကြောင့်အဲ့ဒီအမှန်တရားကိုကျင့်ဆောင်နိုင်မှလောကအမှန်တရားကိုသိမြင်သူသာသနာတွင်သားဖြစ်မယ်အဲ့တော့လောကအမှန်တရားဆိုတာဘယ်တော့မှပျက်စီးကိုထုံးစံမထာတော့သာသနာပြတ်တယ်လို့ဘယ်တော့မှမရှိဘူးဟုတ်ပလားသာသနာပေါ်တဲ့ချိန်နဲ့ကွယ်တဲ့ချိန်နှမျိုးပဲရှိတယ်ဟုတ်ပြီနော်သာသနာကိုသိမြင်နိုင်တဲ့အချိန်ရဲ့ပျောက်ကွယ်သွားတဲ့အချိန်ရဲ့ဟုတ်ပလားသာသနာဘယ်အချိန်ကွယ်မလဲလိုက်နာจิตသုံးမဲ့လူမရှိရင်ကွယ်ပြီမထမရိအေးနေကြဝင်ရတယ်ကျုပ်ကကချင်ပြည်နယ်ကလာခဲ့တာဟိုမှာဟိုမှာခိုက်တုံအောင်အေးနေတဲ့ထဲကဒီလိုပဲကတုံးပြောင်နဲ့လှဲ့တရားဟောလာကိုသူတို့ကြမှာချမ်းပြီးကိုးနေတယ်ဒီအပေါ်ကလူကချွေးထွက်အောင်သူတို့ကကိုးနေတယ်ဖြည့်သာသနာကွယ်တယ်ဆိုတာဘယ်အချိန်ကွယ်မှလဲလိုက်နာจิตသုံးမဲ့လူမရှိရင်ဒီနေ့သာသနာကိုစော်ကားနေတဲ့လူတွေများနေပြီနော်မြတ်စွာဘုရားရဲ့အဆုံးအမကိုမျက်ကွယ်ပြုပြီးတော့ထင်ရလုံနေတဲ့လူများလာရင်ဒါသာသနာတော်ဟာတဖြည်းဖြည်းညှိုးမိန်လာပြီသူတော်ဟောတို့ယုံကြည်မှုမရှိတော့ရင်သာသနာဘာဖြစ်ပြီလဲသဘောပါလားအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတပါးငါတို့လိုက်နာကျင့်သုံးအပ်တဲ့တရားဘယ်သူလမ်းညွှန်မှုမှမလိုဘူးမြတ်စွာဘုရားကလွယ်ပြီးတပါးသောကိုယ်ွယ်ရာရှာဖို့လိုသေးလားတပါးသောလမ်းညွှန်ချက်တွေလိုသေးလားအေးအဲ့ဒါကြည့်ဒီမှာမြတ်စွာဘုရားပြောပြီနဲသောအကြမ်းမြင်ရှိတယ်အခုသူတော်ကောင်းတို့တွေဆိုတာအကြမ်းမြင်များသူတွေလားနဲသူတွေလားအေးဦးဇင်းတို့သူတော်ကောင်းတို့ဆိုတာနဲတဲ့လူတွေဟိုပိဋကသုံးပုံကုံအောင်လေ့လာနိုင်သလားပိဋကသုံးပုံအစအဆုံးသုတ်ဝိနည်းပြီးဒီမှာအကုန်လုံးအစအဆုံးခင်ဗျားတို့ကျုပ်တို့လေ့လာဖို့စွမ်းသလားမစွမ်းရင်အကြမ်းမြင်များသူတွေလားနဲသူတွေလားနဲသူတွေဒါပေမဲ့အဲ့ဒီနဲသလောက်ကိုမချစ်နိုင်ရင်သူတော်ကောင်းတို့တရားနဲ့ပြည့်စုံသူလို့ခေါ်မလားတရားပြည့်သူလို့ခေါ်မလားမထအဲ့ဒီပုဂ္ဂိုလ်ဟာသာသနာတည်တဲ့လူလားသာသနာကွဲနေတဲ့လူရှင်းသလားသဘောပေါက်သလားသာသနာပြည့်တယ်ဆိုတာသာသနာကမပြည့်ဘူးကိုးကွယ်သူထံမှာပြည့်တာကိုယ်တိုင်ကဘုရားဆုံးမသီလကိုမလိုက်နာတော့ဘူးဆိုရင်သူ့ထံမှာသီလသာသနာပြတ်သွားပြီရှင်းလား
တဘောပေါက်သလားအဲ့တော့ဦးဇင်းတို့သူတော်ကောင်းတို့တွေကြည်အကြမ်းမြင်ရှိပြီးအကြမ်းမြင်တရားနဲ့မပြည့်စုံသူတဲ့ဆိုတော့အကြမ်းမြင်နည်းနည်းပဲရှိတယ်ဒါပေမဲ့အဲ့ဒီနည်းနည်းလေးကိုလိုက်နာသလားဆိုတော့ကျင့်သလားဆိုတော့ဒါဖြင့်သူ့မှာအကြမ်းမြင်တရားရှိတယ်လို့ပြောလို့မှတ်ထားကြည်နှစ်အကြမ်းမြင်တော့နည်းတယ်အကြမ်းမြင်တရားနဲ့ပြည့်စုံတယ်တဲ့နည်းနည်းကြားဘူးသလောက်ရအောင်ကျင့်ကုသိုလ်တော်ကောင်းတို့သူတို့ဘာအသက်တတ်ခြင်းသည်ကုသိုလ်လားအကုသိုလ်လားသူတို့ဘာတတ်ခြင်းလို့ကိုမြတ်စွာဘုရားကအားပေးသလားတားမြစ်သလားဟုတ်ပြီဒါဖြင့်သူတို့ဘာအသက်တတ်ခြင်းကိုရှောင်ဖို့လိုအပ်မလိုအပ်ဒါဖြင့်အဲ့ဒီလောက်ကလေးသိလို့အဲ့ဒီလောက်ကလေးရှောင်ရင်ဒီပုဂ္ဂိုလ်မှာအကြမ်းမြင်တဲ့ကျေစုံသူလို့ဆိုလို့ဟုတ်ပြီသူများပစ္စည်းခိုးခြင်းသည်ကုသိုလ်လားအကုသိုလ်လားဆင်းရဲကြောင်းလားချမ်းသာကြောင်းလားသိကြတယ်နော်အပြစ်ရှိမရှိရှိတယ်လို့ကြားဘူးထားတဲ့အတွက်သူတော်ဘာပစ္စည်းခိုးခြင်းကိုလုံးမပြုတ်မိအောင်ရှောင်ကျဉ်နေတဲ့ပုဂ္ဂိုလ်မှဘာနဲ့ပြည့်စုံအကြမ်းမြင်တရားနဲ့သိချပြောကြားလဲကြားဘူးတဲ့ပုဂ္ဂိုလ်မြင်လဲမြင်တဲ့ပုဂ္ဂိုလ်ကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်တတိတံပါကံဇနေတိဘသူကိုတူသောအကျိုးပေးမှာဘသူလုပ်တဲ့အတိုင်းကျိုးပေးမှာကိုပြုတဲ့ထံကံဟာကိုထံပဲပြန်လာမယ်ဆိုတာမသေးကြဘူးလားယုံသလားအဲ့ဒီလိုယုံထားတဲ့ပုဂ္ဂိုလ်ကခိုးတာအပြစ်ရှိတယ်လို့ကြားဘူးထားတော့ခိုးခြင်းကိုရှောင်လိုက်ခြင်းဖြင့်သူသည်အကြမ်းမြင်တဲ့ပြည့်စုံသူဖြစ်မဖြစ်သီလကျင့်ဝတ်တပါးတက်ကလူနတ်ဥခိုက်ပူဇော်တတ်၏ဟုတ်ပလားဒီထဲမှာသူများအသက်သက်ပြီးအသက်မွေးနေရတဲ့လူတွေပါလားဟမ်ဟဲ့သူများအသက်သက်ပြီးအသက်မွေးနေရတဲ့လူပါလားဟုတ်သိဘယ်လိုဖြစ်သွားတော့ပါလားဇွတ်လုံနေရတာငါလည်းနိုင်ငံတော်သမ္မတကြီးလိုပဲမတရားမဲနဲ့သမ္မတတက်လို့အောင်မလို့ဖြစ်ဇွတ်ကိုမပါဘူးអော်ခိုင်းရမလို့ဖြစ်နေကျုပ်မမေးရဘူးဗမာပြည်မှာဒါအရေးစွန့်ပြီးမေးကြည့်တာနိုင်ငံခြားတရားသွားဟောရင်မေးရတဲ့မင်းတို့တမန်အာဇီဝနဲ့အသက်မွေးဝမ်းကြောင်းပြီးဒီထဲမှာကံ၅ပါးကျူးလွန်ပြီးစီးပွားရှာနေရတဲ့လူပါလားဆိုမပါပါဘူးဖေဟောရဲရဲတင်းတင်းဖြေအခုဗျာဝသိန်ရောက်မှဘယ်လိုဖြစ်တယ်မသိငါပဲပြောသူများမျိုးပါသူများအသက်သတ်ပြီးအသက်မွေးရတဲ့လူပါလားဆိုရင်ဒါရဲရဲဖြေတယ်မပါဘူးဖေဖြေရဲသေးတယ်သူများဥစ္စာခိုးပြီးအသက်မွေးနေရတဲ့လူပါလားဆိုမှယော့သွားတယ်ဟောတခိုးများတာ哦ဟမ်ဆန်ရောင်းနေတဲ့လူလဲစီရောင်းတဲ့လူစားရောင်းတဲ့လူအကုန်တခိုးကြီးပဲဒါပါနိုင်ငံဘာဘာသာကိုွယ်တာတေးတရဲ့ဘိမ့်ဘိမ့်ကစောလောရဲ့လောစာအရက်ဘီယာရောင်းပြီးတက်မွေးနေရတဲ့လူပါလားစောက်ထိုးဘာမှမမေးရတော့ဘူးမှတ်ထားအဲ့ဒီကံ၅ပါးလောက်မှလုံအောင်မထိတ်နိုင်ဘူးဆိုရင်မင်းတို့ဟာသာသနာတွင်သားလားသာသနာပါသားလားအကြမ်းမြင်ရှိသူလို့ခေါ်မလားအကြမ်းမြင်မရှိသူလို့ပြောမလားစုံလုံးကန်းနေတာပြစ္ဆုတ်ပံအကျိုးစီးပွားကိုလည်းမသိတတ်တန်တရားအကျိုးစီးပွားကိုလည်းမသိတတ်ရှင်းမလားအာဟုသို့ကင်းအောင်အသက်မွေးလို့မရနိုင်ဘူးလားမရနိုင်တော့ဘူးလားကျုပ်ကဗမာပြည်ဝမ်းနေလို့ဘုရားတရားတော်ကြီးကိုနှစ်ပေါင်း1000ကျော်စောင့်ထိန်လာခဲ့တဲ့
Alone two John Tamiat that time ye the cook pipa yene. Jinny Gangaba down Pyongyang Mapina. I'm done one name of Ganga. Chile Tia Libo, Copo, Daipo, Kaipo. A cook. Yomas with Tadana one dance changing down Tia Jau Chabu. No, don't label. Oh, call it down. Pa to a man diludi, dilup Chinijala, Joe Senzalobia. Beha Cupaino. Petea Miero. Diabo de Pino, hold it up. Eh? Land one at Chile, oh, Bayambara, Sanka Sida Lula Bayambara, Sabin Sida Lula Bayambara. She can't take the year like Bayambara. Bayambara Luri to year. Era Tadana Tonga Nidala, Piasinida. A Jami and Shidula Mashidula. Let me buy you a day a hobogo Mashula. You got the hobogo lower a shed down lad. No? Ona big dinner so. Miana, oh, Uzera, Senare, oh, I ate him a pilu. Nadu de Yati, Omohona, Lunga, like a baby. Through the bone and through the Niabate or the Niada Tare, Naniabate or Naniada Tare, Doni Abate or Doni Ada Tare, Jay the Luda Loja. Luri Gila of him, go Bayambara. Hope no? Kutiabo de Ma Kuga. Tiabo Lare Ponza, Tiabo Tiny Ponza, Dari Gigi Apingo, Dita Dana, Balau Tonga, Matonga Usuraga, Kekada de Ludi. Bayambara tiny the low time in Najan Loon Navy, Najan the Loon Nara. Chena Joke Yoro Jogang a boy pede. No? Kamiaru, book catching look, saw guardian look, die catching look, Polemor Delara, Mahoba, Kamia. Alongo, Joga, this has so everybody. Jenny Yamananga Duma, she did, Yamananga Nangana, Alongo, Chilolo, Tota Sajin look, Jiwa Sajin look, Chana Sajin look, Polemodella. Jade de Yawu Chile, Hoga Buddha de Yadi, Bobon Townchi, Jade a poco, Sissage Lema. Badu go ma Dakai de Ya Sogara de Yamapao. Badu Josie wa Pia Jong Malamapao. Amakanye. The Bobala. Ero de Yawu, Nayo Manajabani. Kamiano Jodo Tida, Neneli, Eri Neneli, Yao, Jinya Zama. Piashi Tiaro, a champion, don't we need Bidima, champions or Hotaram Shula. She has done a Camaro Judo, Malila, Nine Busura, Goga, Cancaula, Cansoli. Elcobuaco, Tapopa. The low Junior Neboaga, Yao, young tram master, the same machine. You need the wrong loop shit you. Tadan to you. Not all. China. Ero, a Jamian Nede. Never love Pizo on Juzabo. A Jamian a Pizo Dusura, a mean Jayade. A Draco, mere Mayade. Say the border Gijayade. Opala. Could the border they think do the Jimiade. Landwale a Lu yet, Dumiago Uza Pires or a machu. Good total need a Nangan Daima she did. Lu Tari Lila Chideka. Any Luria goes a young I know thee. Go down to the bar and now ship my Pisia Boo so they say. Pizo Yari. Namane to the Bago Uza Pere say. Pizo Yari. Tajan through time period to take. Shemla. Akuara, they are go muchido. Mam muchido yard. Muchiga, a mule so that the mule long chita on Pogu. Go mule that go chita. Pobula. Napi, Nami, and Namon among a loye,
ကြံတဲ့လူဖြစ်ချင်ဖြစ်ဘောပါလားငါသွားနေတဲ့လမ်းဆိုရင်ငါစီးနေတဲ့ကာရှေ့ရောက်ဖို့အရေးကြီးတယ်ကြံတဲ့လူဘာဖြစ်ဖြစ်ငါနဲ့မဆိုင်ဘူးဆိုင်ကယ်မောင်းနေလဲငါသွားခြင်းနဲ့လမ်းရောက်သွားဖို့အရေးကြီးတယ်နောက်ကလူတွေဘလို့ဂျွန်းပြည့်ငါနဲ့မဆိုင်ဘူးဟုတ်လားမဟုတ်လားအတ္တသမားတွေကြီးဖြစ်နေတဲ့အတွက်တရားပြောင်းနေရှင်းမလားအဲ့တော့အကြမ်းမြင်နဲတယ်ဒါပေမဲ့နဲသလောက်တော့ပြည့်စုံအောင်ကြိုးစားပေးကြပါအောင်လို့အနုညွတ်ပဲဒီနေ့မြေတံရက်ခတ်ပါတယ်ဟုတ်ပလားအဲ့တော့ကြည်နံပါတ်3အကြမ်းမြင်များတယ်သို့တော့အကြမ်းမြင်တရားနဲ့မပြည့်စုံဘူးပြန်ပြောအကြမ်းမြင်များတယ်စာရိပေတွေတတ်တယ်သင်ထားတယ်ဘွဲတွေရတယ်ဒါပေမဲ့သီလလည်းမဆောင်ထိန်ဘူးတမာတိလည်းမရှိဘူးပညာလည်းမရှိဘူးဆိုတဲ့လူတွေရောရှိမရှိအေးဘွဲတွေဘလောက်ရထားကျမ်းဂန်တွေဘလောက်တတ်သီလကိုအထူးပြုအလေးအမှုဂယုပြုပြီးစောင့်ထိန်မှုမရှိဘူးဆိုရင်ဒီပုဂ္ဂိုလ်ကတရားနဲ့ပြည့်စုံသူလို့ခေါ်မလားမပြည့်စုံသူလို့ခေါ်မလားဒါဖြင့်သူဖတ်မှတ်ထားတဲ့သင်ကြားထားတဲ့အကြမ်းမြင်ကတော့အကြမ်းမြင်ရှိတယ်လို့ဆိုလို့စိတ်တဘောသားသေးသိမ့်နေပြီတဘောသားသေးသိမ့်နေပြီယုံညံ့နေပြီဆိုကြတဲ့ဒီပုဂ္ဂိုလ်ကသူဖတ်ထားတာမှတ်ထားတာတွေကဖတ်တာမှတ်တာပဲရှိတယ်သူနှလုံးသားထဲဘာတစ်ခုမှမရောက်ဘူးဒါကြောင့်မို့အကြမ်းမြင်မရှိတဲ့လူနဲ့ဘာမှမထူးဟောပါလားကြည်ရောကျင်တတ်သလားအဲ့တော့အကြမ်းမြင်ရှိနေုံနဲ့အကြမ်းမြင်နေရှိနေုံနဲ့ပြည့်စုံမလားရှိတဲ့အတိုင်းကျင့်ဖို့လိုအပ်မလိုအပ်မကျင့်သေးရင်မသိသေးတဲ့လူတဲ့ဟုတ်ပလားအခုတရားတွေတော့များစွာနာတယ်ဒါပေမဲ့ပြဿနာဘောင်းစုံတဲ့သီလချိုးဖောက်နေတဲ့လူတွေရှိမရှိတရားပွဲတိုင်းတော့သူတို့ပါတယ်ဟုတ်ပြီနော်ဘောပကတောင်းလှုပ်လိုက်သေးတယ်ပြီးတော့မှအကြီးဆုံးတစ်ခုကဂောပကတော့ပါလားဒီကပသိမ်ကပြောတာမဟုတ်ပါဘူးကြောက်လွန်းလို့ပါပသိမ်မပြောဟိုးတခြားနေရာဟာတွေပြောတာသဘောပါနော်ဦးဇင်းတို့ကလည်းလေကုံတယ်ဘဝလာတဲ့လူဆိုဘယ်ကောင်ခိုးပြီးမကြည့်ဘဲနဲ့သိတယ်ဟုတ်ပြီနော်အဲ့တော့တရားပွဲတွေလုပ်တာတောင်ခုခေတ်စေတနာမမှန်တော့မြတ်သောအဖြစ်တရားပွဲပြင်ဒီဘုန်းကြီးရအောင်ပြင်ဘာဖြစ်လို့လူများတယ်လူများများဝတ်ရသဘောပါလားသိနေတယ်ရှင်းတယ်နော်ဒါအခုဘန်ကောက်ကတရားပွဲတွေမပေးဘူးတပွဲမှာဘာဖြစ်လို့လဲဆိုတော့သူကပြန်စော်ကားလိုက်သေးတယ်တစ်ခေါက်ကဘုန်းကြီးတစ်ပါးနဲ့သွားတာဘယ်ဘုန်းကြီးလို့တော့မပြောတော့ပါဘူးဦးဇင်းကတရားဟောသွားတာမဟုတ်ဘူးအလယ်သွားတာနိုင်ငံခြားအကြောင်းကိုသိလွန်းလို့အဲ့တော့အလယ်သွားတာလဲနေတာတရားဟောဖို့စီစဉ်မပါဘူးအဲ့မှာနောင်တော်ကြီးတစ်ပါးကစေတနာတွေနဲ့ထားပြီးတော့မင်းရောက်တုံးပွားတယ်ငါလူတွေပြောစီစဉ်လိုက်အောင်ပဲစီစဉ်တယ်စီစဉ်တော့ကဲ तू ကလှုပ်ထားပြီးပြီဆိုတော့နောင်တော်ကြီးမျက်နှာထောက်ပြီးလိုက်ဟောပေါ့လေဟောပြီးတော့ဦးဇင်းတော့ဟောပြီးပြန်လာတာပဲကျန်တာတွေမသိဘူးतू ကနေတိုင်းအလုတ်ရှုပ်နေတယ်အဲ့ဟောထားတဲ့တရားပွဲကဓမ္မပူဇာလမ်းတောင်းနေတာဖျောင်းနေလားမပို့သေးဘူးလားမသိပါဘူးကွာတခါနေတယ်ကွာအိတ်ချိန်နဲ့အိတ်ဟောချိန်နဲ့သွားဟောပြီးလျှောက်လဲဖို့သွားတာအဲ့တရားဟောတာကိုဟောရတာကိုအမြတ်ပဲဆိုဟောပြီးတော့ပြန်လာနောက်ဆုံးရဲ့ကျတော့ဒေါရီကန်လာဒီကောင်တွေငေါ့စော်ကားတယ်ဘာဖြစ်လို့မင်းဓမ္မပူဇာတွေဒီနေ့ထိဘာမှလာမပို့ဘူးတဲ့ထားလိုက်လေဒီအတွက်လာတာမှမဟုတ်ပဲခုငေါ့အဲ့လိုပြောတယ်တဲ့ကိုတော်တို့တရားဟောတာဓမ္မပူဇာအတွက်လာဟောတာလားလို့ပြောတယ်တဲ့ငါ့ကိုစော်ကားနေတယ်တဲ့မင်းဟောတာကွာတဲ့ငါဟောတာမဟုတ်ဘူးတဲ့မင်းဟောဖို့လည်းငါလုပ်ပေးရသေးတယ်တဲ့အဲ့ဒါငါ့ကိုအခုဒီလိုပြောနေလို့တဲ့အဲ့ဒါအရှင်ဘုရားသွားတောင်းတာကိုငကိုကလေးမလူခြင်းတဲ့လူကဝိုင်းမလို့လုံနေတယ်ဒီလူတွေအကြောင်းကျုပ်ကသိပြီးသားထိုင်းမှာဘာသိမ်းမှာမပြောဘူးသဘောပါလားထိုင်းမှာတရားတောင်အလွဲသုံးစားလုပ်ပြီဆိုမှဒီလူတွေချမ်းသာစရာအကြောင်းတော့မရှိတော့ဘူး
အဲ့ဒါကြောင့်အကုသိုလ်တွေဖြစ်မှာဆိုလို့မဟောတာဘုန်းကြီးရေလို့အရှင်ဘုရားကသဘောမပေါက်ဘူးငါကိုသိသွားပြီကွာလေရင်ပေါ်တက်ခါနေအထိသူ့မှာတောင်းတာမရဘူးကျွေးတောင်းတယ်လို့ဟိုကနောက်ဆုံးတစ်ခွန်းပြန်ပြောလိုက်တယ်လေရင်ချိန်နီးပြီဆိုမှအဲ့ဒီချိန်ထိတော့ဆွဲထားတာကြောင်းတိုင်းဘုန်းကြီးသိမ့်ထားလို့နော်ဥက္ကဋ္ဌကမပေးသေးလို့တွင်ရင်မှုစီရောက်သွားပြီအာရှုပ်ချက်ကိုခတ်နေတာလေရင်ပေါ်ရောက်ခါနီးတော့မှရှင်ဘုရားတို့ကအဲ့ဒီဓမ္မပူဇာအတွက်လာကြတာလားဖရာတဲ့ဆိုတော့ပြီးရောသူသဘောပါလားအဲ့တော့အကြမ်းမြင်များပေမဲ့အဲ့ဒီများတဲ့အတိုင်းမကျင့်နိုင်ရင်ဒီပုဂ္ဂိုလ်အကြမ်းမြင်ရှိတယ်လို့ပြောလို့ကျင့်တတ်လားအဲ့တော့တရားနာပြီးသွားရင်ဗုဒ္ဓဘာသာဝင်ပိသဖို့ဆိုရင်အလုံးဗုဒ္ဓဓမ္မသံဃာနဲ့ပတ်သက်ပြီးစင်ကြယ်အောင်ကြိုးစားကြသမှာဘုရားကြီးရွှေသင်္ကန်းတွေနှစ်စဉ်လဲကနော်အဟောင်းနေဖြုတ်အသစ်တွေကအဟောင်းကဘသူယူသွားတာတော့ဘယ်ရောက်သွားတာတော့ဟုတ်ပလားအဲ့တော့ဘုရားလဲစော်ကားတယ်ဘုရားတွေရှိသမျှပွဲလုပ်ဖို့ကြိုးစားပွဲလုပ်ပြီးရင်အဲ့ဒီပွဲကဗုဒ္ဓပူဇနိယပွဲလို့သာခေါ်တာအားလုံးသိတယ်နော်ပသိမ်မှာမဟုတ်ဘူးတခြားမြို့တွေမှာပြောတာသဘောပါလားတို့ကြုံမှုတာအဲ့တော့ဘုရားကိုစော်ကားနေကြတယ်တရားကိုရောတန်ခါရောသဘောပါလားမပိုင်ပြီးတာမပြောတော့ဘူးဒီလောက်ပါအဲ့တော့အကြမ်းမြင်များပေမဲ့အကြမ်းမြင်များတဲ့တရားနဲ့မပြည့်စုံသူတွေကလောကမှာရှိမရှိအေးနံပါတ်၄ပုဂ္ဂိုလ်ကပါလေများသောတရားနဲ့လည်းပြည့်စုံအကြမ်းမြင်များအောင်သင်ကြားတယ်လေ့လာတယ်မှတ်သားတယ်စီးပူးတယ်သင်ယုံနဲ့မပြီးပါဘူးကိုယ့်အကိုလေ့လာရမယ်စီးပူးရမယ်လောကမှာပညာရက်တွေဆိုတာသင်လို့မကုန်နိုင်ဘူးလောကီပညာဆိုတာတော့အလန်းဆုံးကိုမရှိဘူးကြိုက်သလောက်လေ့လာဒါမို့လောကမှာဘဝတစ်လျှောက်လုံးဟာသူတော်ကောင်းတို့မွေးလာသည်ကနေသေသည်ထိအားလုံးဟာသင်ကြားမှုနဲ့အချိန်ကုန်နေရရှင်းသလားပြည့်စုံပြီဆိုတဲ့လူရှိလားလောကမှာပြည့်စုံပြီဆိုတဲ့လူဘယ်သူပဲရှိတယ်မြတ်စွာဘုရားပဲရှိတယ်ဘယ်သူပဲရှိတော့မြတ်စွာဘုရားမှလွဲပြီးတော့ပြည့်စုံတဲ့လူရှင်းသလားဒါပြင်အမြဲတမ်းလေ့လာစီးပူးဖို့လိုအပ်မလိုအပ်အဲ့ဒီလေ့လာစီးပူးတာကတက်ယုံပဲလားဆောင်းနိုင်ဖို့လားအဲ့ဒါပုဂ္ဂိုလ်ဘယ်နှမျိုး၄မျိုးနံပါတ်၁ကအကြမ်းမြင်နေ၍အကြမ်းမြင်တရားနဲ့မပြည့်စုံသူဟုတ်ပလားနည်းနည်းကြားဘူးပဲမဲ့ကြားဘူးသလောက်မကျင့်ဆောင်နိုင်ဘူးဆိုရင် तू အကြမ်းမြင်နဲ့ပြည့်စုံသူလားမပြည့်စုံသူလားနံပါတ်2အကြမ်းမြင်နဲတယ်ဒါပေမဲ့နဲသလောက်ကျင့်တယ်ကြီးအတွက် तू ဟာအကြမ်းမြင်တရားနဲ့ပြည့်စုံတယ်ဒါကနံပါတ်2ကမြတ်သောပုဂ္ဂိုလ်နံပါတ်1ကရုပ်သောပုဂ္ဂိုလ်နံပါတ်1ကရုပ်သောပုဂ္ဂိုလ်မကျင့်နိုင်ရင်ယုံညံ့တဲ့ပုဂ္ဂိုလ်ယုတ်ဆုပ်ယုတ်တဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်သူ့မကုသိုလ်တရားတွေဘာဖြစ်သွားလဲဆုပ်ယုတ်သွားတယ်မြင့်မြတ်တဲ့တရားတွေဆုပ်ယုတ်သွားတယ်သူ့ဘဝတဖြည်းဖြည်းနေမွန်းတဲ့နေမွန်းတော့မှာနံပါတ်2ပုဂ္ဂိုလ်ကြမြတ်တဲ့ပုဂ္ဂိုလ်ကြားဘူးတဲ့တရားကိုဆောင်နေတဲ့အတွက်နေ့စဉ်နဲ့မြအချိန်တိုင်းစက္ကန့်တိုင်းမှာသူ့ရဲ့ကာယကံဝစီကံမနောကံကိုသီလသမာဓိပညာနဲ့ပြည့်စုံအောင်အားထုတ်နေရင်အချိန်တိုင်းသူ့အတွက်ကမြတ်နေတယ်ရှင်းသလားဘဝမှာပြန်ကြည့်ရင်အရှုံးနဲ့အမြတ်နှစ်ခုပဲရှိတယ်ဟမ်မြတ်အောင်မနေရင်ရှုံးတရေပွဲမရှိဘူးဟမ်ခုနေတိုင်းခင်ဗျားတို့တနေ့အချိန်နေကုန်မကုန်ရှေးကပညာရှိကြီးတွေဆုံးမလို့တရက်ကုန်းမြန်ငါယုံနံသေရန်တရက်နီးပြန်ပြီဟုတ်ကလားသေဖို့တွေနီးသွားတာမဟုတ်ဘူးနေဖို့အချိန်ကုန်သွားတဲ့အတွက်အဲ့ဒီအချိန်လေးတွင်းမှာရတဲ့ရတိုက်တဲ့ကုသိုလ်တရားရအောင်မယူလိုက်နိုင်ရင်အဲ့ဒီနေ့ဟာမြတ်တဲ့နေ့လားရှုံးတဲ့နေ့လားသေရန်တရက်နီးနေုံနဲ့မပြီးဘူးရှင်းသလားကုသိုလ်တရားမရခဲ့ရင်မြတ်သလားရှုံးသလားရှင်းသလားဒါဟုတ်တစ်ကရုပ်သောပုဂ္ဂိုလ်
Nega, Miato Boku, Donga, Shoto Boku, Chamian, Piezone, Tuma Bonga Barmi Piezolo, Sabe Briati, Piezon, and Chema Lila 9 day. Diame, to the Eddie Javu Tibu at Diago, Sound 9 on Machozare, to the Jamian, Piezon Dula, Ma Piezon. Ma Piezon Suro, to a thin layer, Jalaya, Malaya, Veshi. Samuel Pide Aune. Diamond Tilan never appears on Mutamari never appears on Mupina never appears on Muzo, Dibogo, show the Lamiagala. Chinadala. Akuda Camaros, Kobe Siwa Sharalu, Lambi Siwa Sharalu, Tombi Siwa Sharalu, Shimshi. Osa the Nari or the Pibi Miala, Kudo Diaga. Pari Miala. Agudori, see the Osa ne to Agudo Miala, the Dibogo Miagala, show the La. Era Mata. Wobala. Bawada ku yala de Kutadana ne twin it at Bawama, Coco, Mia, Malona, Mu, Soye, Camiaro Choto, the Shonelu. Najao. Never label go jaro, a jam yele miare, Miada Laule, a drink or Yenchete, the border, Gide, a chin and Piezone Sura, to the Shono Bogola, Miado Bogola. Najao, Nine, Liga, Miate, Tine, Donga, Ginevela. Diamo Drogono, a point need them, a violate, Bane Pizo on go up. A Jami and Diane, Pizo out, Josa. How we know? Hello, a Jami and Diane. Nene Jabu, Nene Pizo, get a Poco, Diao Jango, Tini, within the Hoja, Najaya. Yes, of Yashin Guromia G. Alawi Babi. Pegalawa Sure Chaundo Jima, the rain don't be Nido, Alawi Pidari, they are horrible. How we know? Ruro de Ihore Alawi Bibido, Alawi go Jobido, Alawi Pidari, they are horror. Yes, we are horror de Aga, Bale Zura. I do one me Ziwidan. May I easy with at that thee. At that Shinjin the I do one, Mamie. Torono at that Shinjin, huh? At that Sura. I go to Rono Yudiane, Nandayan. Kanabanabashi. Kanangaba, Jincho in Yone. Erima, Yo Ziwida, Nanziwida, Shula. Ziwida Sura, at that Sura Bale. Yogale the coup. She beat up Piede, now you the coup as I told. She lie. Pure alo. The coup the Rono yoke the aloha. She left Piede. Elo as I told needed and to air. Who do Mingla? A yella, like Udino Earima Hodwar. Hold on. Badima, that Badinga, Bogoriga, a Jews on the Bogoriga, Luleja, the mule Naka Udumingla, Peroma Biamun. No? When we let Chimia out, the Nang alone Sierra, that two Tatem, Tamia Dilo, Joma, the cook, Mijina Ho, Paka, Hobe, Hamba, so that Nia, through Kodwajene. No, Homa Langa, Garcia, la Miensia, la Mare, the car, hello. No? Say my Kayu, Nanai Maware. Neagane, who don't sign me, Mania Manet, Lena, Yatavio, Pila, the Diabo of me. The Rodamia Dilo. Hello, Diane B. Manapia Yabi and the Chechimpian, Manet Conai, go lay and see video, Pagan, a yaw do. Hello, no, Biana Senzaji, Yamabi, Milk, take Piaga, and they go down Biati Lad. Pero to Bonga and Chide Luri. Hobby no? Hobby. Ero. Siwidan so that Yo Siwida, Nancy Wida, Yen Laga, Lare Udu Mengalana, who Udu Mengala, Tula. Pamadura. Navi. Medu Biame. Oh boy, Shimpiari, Ago Madana. Huh? Yena Udu Mengana, who do Mengla, Yochin Dula. Huh? Dabuduro. A Yankana Lama Hodora Guro.
Udu Mangala Mala at a Pozan Beyond Dwala. A Beyond met the yoga, I near Yola. Yoga. Chill like a canala more than the Alana to the Omabaula. Nino Yoga, I don't want Yola. Pozana Madula. Asato Lilu, Ziwida, Dinia Lepie, Dinia Sato, Dio Galepie, Dio Asato Nilu. Turon Uzenua, Mate Bulu Tenida. I mean, Yodi, a chain, no pibido. Tony Jews are say. How we know? Congo Bioy and Kuna Diana Lazaga Yok Kushi Dela. Kuna Palemo Uzente Kazaga Yok Kushi Dela. Yok Yabi, Yok Asato, Nambiabi, Sodoro Dilla Benida say Kushi Dela. Ace Machilo Sagare to come to concept Yonida bo. She's a gun and now the Gamabio, Maduzura, she's a Gabio at the Zay, now the Gabio. I say, a pill like the Jabio pill like Yonan Kana Manamia pill like Jabio. And I was a Yodin, a Lupinidana. The Rovano Yodin, the Lupinidana. Who come out of Bima, she said, John the Dine Mula. You know what she does? Eh? Did the Lankara do Kunina to do so that Nipona said, don't them, Shula? Eh? Did the Dine the Dina? Two party are. Jodia do lep chill like a sa told Ninu, Niniana. A Sam told him, you China. Hey, ya Pipsi, Aluma, Pilai. Daja Yasa Piaga, do one may we done, may I we done, at that the Adu one mamie. Hogala. At that she knew Miela. Do one may Marana may night, Marana the Jin the do one ye. The game yenny out of the Jimmy. Papilus, Chit don't the Yara. Piema, yo. Muelai, 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 Muebi Madera dea, Pipi Madera dea. Yes, of ya honidano. Yes, of ya, I do one mazy we done, do one may maranam. I would than Maya Marie Daba Mewa. I would than Macho Maya Marie Dawa Mewa. The Amidadi, Naha Maya Naruha. Macho Ekan, Thigo. They are. Dabe, they jinga mere, shinga, mammy. Mammy, we know. Nama, the shinga medala. They jinga ro. Eka machumoyinga ha, the java wapiam. How be now? Marana, buddy, Yodana, mezi we done, menga easy we done at that that they are jindida, so she ji. Oh, not they have been my soul. Aku Ziwida Lima Piao, Yo Pia, Yo Sato, Nam Pia, Nan Sato, Samato, and Nay. At the Gina and the live at one. Shena Aku Yona, origin Yona, La Sato, down with the below in Ninule Nale Karabi Udumina, Taihonida, Sela Dula. Eh? So the Gavia, Jumia, and Dupia. Chibido Beha Manakabia Mayabu Kojini the yoga left Chibi, Ko yoga left Chibi. Cookmero me lonely or miela. Na Nakao Playa Go Say Beha Miero Go see a ham mielo to Miasia
ရှင်းသလားအစင်းလေးတစ်ခုမြင်လှလိုက်တာဆိုအဲ့လှတဲ့စိတ်ကလေးရောမြဲလားအဲ့လှတဲ့ရုပ်ကရောဖြစ်လိုက်ဒါဖြင့် original တွေလားအင်းတွေလားအင်းလောကကြီးဘောပါလားအရာရာအလုံးဟာဘယ်အရာမှနှစ်ခါပြန်မရဘူးအဲ့ဒါကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအာတုဝမေဇီဝိတံကျိုးဝမေမရဏအဝတ္တမယမရိတပတောမရိတပမေဝမရဏပရိယောသာနမေဇီဝိတံဇီဝိတမေဝအာနိယတံဇီဝိတမေယမေဝငါဤအသက်ရှင်ခြင်းသည်အာနိယတံမမြဲဘူးငါအသက်ရှင်ခြင်းကဘာဖြစ်လဲမမြဲဘူးတဲ့မရဏနိယတံတဲ့သေခြင်းကသာမြဲတယ်ရှင်ခြင်းကဒါဖြင့်ငါအသက်ငါခန္ဓာသည်မြဲရလားဒါကြောင့်မို့လို့အသက်ရှင်ခြင်းသည်အမြဲမရှိအမြဲရှိတာကသေခြင်းဖြစ်တဲ့တရားမှန်သမျှပြက်မှာငါတို့ရဲ့အသက်ရှင်ခြင်းဟာဘယ်မှာလမ်းဆုံးသေခြင်းမှာလမ်းဆုံးတယ်သူတို့ကောင်းတို့ရဲ့ဇီဝိတဆိုတာယုတ်ကလေးတွေလည်းဖြစ်လိုက်အစားထိုးလိုက်ဆိုတော့ငကိုငါတို့ချစ်လာခင်လာကြီးဆိုတဲ့ယုတ်ကယခုရှိသေးလားသဘောပါသလားကြည်စေယုံနံတိုင်းဟာဖြစ်ပြီးရင်သဘောပါတယ်နော်အရာအလုံးဘယ်ဟာကြည်ဖြစ်ပြီးတော့အဲ့တော့ဖြစ်ပြီးပြက်နေတာဘာသစ္စာဖြစ်ပြီးပြက်တဲ့တရားသည်ချမ်းသာသလားဆင်းရဲသလားဖြစ်ပြီးပြက်နေတဲ့တရားကိုချမ်းသာတယ်လို့ပြောလို့သိကြလားဒါဖြင့်ဦးဇင်းတို့တော်ကောင်းတို့တွေတန်တရားတစ်ခွင်လုံးမှာကိုယ့်ရုပ်ကိုယ်နာမ်ကိုမခင်ခဲ့တဲ့ဘဝပါလားအခုရောကိုယ့်ရုပ်ကိုခင်သလားဘာလို့ခင်ဟမ်ခုကိုယ့်ရုပ်ကလေးကိုခင်လားကိုသားသမီးရောကိုပစ္စည်းကိုအိမ်ကိုမြို့အကုန်ခင်တယ်နော်ဘာလို့ခင်ခုခင်ဗျားတို့ယုတ်ကမြဲလားအတ္တလားအနတ္တလားအဆိုင်ခဲနဲ့ရှိလားဝိပဿနာဉာဏ်နဲ့ကြည့်လိုက်ရင်ယုတ်တရားလေးတွေကလည်းဖြစ်ပြီးရင်နံတရားကြည့်တော့လည်းဖြစ်ပြီးရင်ဖြစ်ပြီးပြတ်တယ်ဆိုတာဖြစ်ပြီးတာနဲ့ပြတ်တာခိုင်မြဲနေတယ်လို့စာမှာတော့ဥပတိပင်ဒီလိုလာတာဖြစ်တည်ပြက်ဟုတ်ပြီနော်ဖြစ်တယ်တည်တယ်ပြက်ဒါပေမဲ့ခုခမရတို့ကျုပ်တို့တကယ်ဉာဏ်အစစ်နဲ့ကြည့်လိုက်ရင်နားပေါ်မှာအဲ့ဒီအတန်ဘလောက်တီးလိုက်တယ်အဲ့ဒီခဏလေးမိလိုက်လားဟမ်ကြားမှန်းတော့ရှိသေးလားကြားတယ်လို့သိလိုက်သည်နဲ့တပြိုင်နဲ့သေချာနှလုံးသွင်းနော်ကြားလိုက်တာနဲ့အလုံးသေချာနားထောင်စမ်းပါဘာလို့ဦးဇင်းကဒါလေးတွေကိုလက်ခုပ်တီးပြီးသူတော်ကောင်းတို့သိအောင်ပြောနေရသလဲအနိစ္စလေးတစ်ချက်သူတော်ကောင်းတို့ညံထဲမှာကြားဘူးနာဘူးမှတ်ဘူးသိဘူးရင်အဲ့ဒီအသိသည်နိဗ္ဗာန်ရောက်သည့်တိုင်အောင်ကျေးဇူးပြုတော့မှာအနိစ္စတစ်ချက်မြင်ဘူးသူဟာနိဗ္ဗာန်လက်မှတ်ရတဲ့လူနဲ့အတူတူပဲသဘောပါသလားအဲ့တော့ဦးဇင်းကလည်းအလွယ်တကူပလင်မောပြနိုင်တာခင်ဗျားတို့တရားတစ်ပွဲထဲမှာတရားတစ်ပွဲအတွင်းထဲမှာပဲသိအောင်ပြောနိုင်တာဒီလောက်ပဲရတယ်တကယ်တော့ဉာဏ်ရှိရင်ရှိသလောက်ချက်ကြည့်လိုက်ဦးဇင်းခုတရားပွဲစကြတဲ့ကတွတ်ပြောနေတဲ့အတန်တွေရောရှိသေးလားအဲ့ဒီအတန်တွေပြန်ကြားခြင်းလို့ရမလားငကိုအတန်ပြန်ရမလားတကယ်လို့ငကိုအတန်အခုသူတို့ဗီဒီယိုရိုက်ထားတဲ့ကိုတွေကပြန်ဖွင့်ဒီအတန်မကြားဘူးလားကြားပေမဲ့အခုတန်လားအခုကြားနေတဲ့နားလားဒီနားရော original ရမလားအတန်ရော original ရမလားအားလုံးကဖြစ်ပြီးရင်သဘောပါလားဘာမြဲတော့မမြဲတဲ့ပြင်ဘာအဆိုင်ခဲရှိတော့အားလုံးသေချာလုံးတော့ကဲနားထောင်ကြည့်ကြားလားထပ်တီးမယ်
ကြားလားရှိလားကြားပြီးတော့ပထမလက်ခုပ်သီးတာနဲ့ဒုတိယလက်ခုပ်သီးတာတူလားမတူဘူးနော်အတန်တစ်ခုမတူတာကြားလိုက်လားဒါဖြင့်ပထမအတန်ပြန်တီးမယ်မတူသေးဘူးလားထပ်တီးမယ်ဒုတိယအတန်ကဲဒါဖြင့်ပထမအတန်ပြန်တီးမယ်ဘာလို့မတူอ่ะပထမအတန်ပြန်ရအောင်မလားဦးစင်ဒီနေ့တညလုံးထိုင်တီးပထမအတန်ရမလားတေချာမနော်တေချာမနော်အရေးကြီးလို့လက်ခုပ်တန်လုံးမလို့နဲ့ခမရတို့အနာလူရောဘယ်နှခါပြန်တွေ့မလို့နှခါပြန်တွေ့လို့ရလားကိုရောနှခါပြန်မြင်နိုင်သလားအခုရှိနေတဲ့ရုပ်ကအခုဖြစ်ပြီးနောင်ဖြစ်မဲ့ရုပ်ကလည်းဖြစ်ပြီးရင်ဘယ်ဟာတီးတော့ဘယ်ဟာမြဲတော့အရာအလုံးကဖြစ်ပြီးရင်အဲ့တော့ပြက်နေမှမသိလို့ခင်တာလားသိလို့ခင်တာလားအဲ့ဒီမသိတာကိုမသိတာဘာခေါ်လဲစဝိုင်းကဒဲလဲထားတော့ကြုတ်လည်းမမြင်ရဘူးအဲ့တော့မသိတာဘာခေါ်တော့အဝိဇ္ဇာပစ္စယသင်္ခါရဆိုတာကပြုလုပ်တာသင်္ခါရဆိုတာပြုလုပ်တာကုသိုလ်လည်းလုပ်တယ်သိပြီးလုပ်တာလားမသိပဲလုပ်တာလားတန်တရားတစ်ခွင်လုံးခင်ဗျားတို့နေခဲ့ကြတာသိခဲ့ကြတာလားမသိခဲ့ကြဘူးလားမသိဘူးဆိုတာအကောင်ဆိုလဲအကြောင်းအကျိုးလဲအမှားအမှန်လဲကောင်းမှန်ဆိုမှန်ကိုသိသလားမသိတာကရမ်းလုပ်တာကသင်္ခါရဆိုတော့အခုမသိခြင်းအဝိဇ္ဇာသူတော်ကောင်းတို့တဏ္ဍာမှာရှိမရှိအဲ့ဒီအဝိဇ္ဇာကိုပြဲလားဘုလားမသိခြင်းတရားမရှိဘူးလားအခုပြောတော့မသိဘူးလားသိတဲ့အချိန်မသိတဲ့ဟာရှိသေးလားသိတဲ့စိတ်လာရင်မသိတဲ့စိတ်မရှိတော့ဘူးဟုတ်ကလားဒီမှာသင်္ခါရကာယသင်္ခါရဝစီသင်္ခါရမနောသင်္ခါရမလုပ်ဘူးလားလုပ်တော့ကာယသင်္ခါရလုပ်နေတဲ့အချိန်ဝစီသင်္ခါရရှိလားဝစီသင်္ခါရလုပ်နေတဲ့အချိန်ကာယသင်္ခါရအဲ့ဒီစေတနာလေးတွေလည်းဖြစ်ပြီးရင်ဘယ်ဟာမြဲတော့ကဲမမြဲသလိုသင်္ခါရပစ္စယဝိညာဏအလုံးပြိတ္တိတွေဝิญဉ်မနေခဲ့ရဘူးလားအဲ့ဒီဝิญဉ်ရှိသေးလားပြိတ္တိတွေနေတော့ဝิญဉ်ရှိသေးလားအဲ့ဒီဝิญဉ်လည်းဖြစ်ပြီးရင်နေ့စဉ်မနေ့လည်းဖြစ်ပေါ်လာတဲ့စိတ်တွေအခုရှိသေးလားအားလုံးကဖြစ်ပြီးတော့ဒါဖြင့်ဝิญဉ်ကောမြဲလားနာယုတ်ခုခင်ဗျားတို့ရထားတဲ့ယုတ်နာမြဲသလားမမြဲသလိုတတ်လာယရဏမျက်စိလေးရောမြဲလားနာနှာခေါင်းလျှာကိုယ်စိတ်ဓာရ6ပေါက်ဘယ်ဟာမြဲတော့မမြဲသလိုအာယုံရောမမြဲတော့ဒီမှာဖတ်တာရောမြဲသလားဖတ်တာဆိုတာထိတွေ့တာမျက်စိနဲ့ဆင်းတဲ့တိုက်ဘာစိတ်ပေါ်အဲ့ဒီမြင်စိတ်ကလေးရောမြဲသလားနားနဲ့အသံနဲ့တိုက်ဘာစိတ်ပေါ်ကြားစိတ်ကလေးရောမြဲသလားခင်ဗျားတို့တဏ္ဍာမှာဘာမြဲတော့တနေ့နေစဒုဝတွေ့နေရတဲ့အမြဲတွေ့နေရတဲ့အရာဘယ်ဟာမြဲတော့ရှင်းလားဝေဖတ်တာမမြဲရင်ဝေဒနာရောခုခင်ဗျားတို့ခံစားချက်ကလေးတွေခုဒီနေ့ညတရားနာတော့ထမင်းစားခဲ့ကြတယ်စားတဲ့လူလည်းစားခဲ့ပြီမစားတဲ့လူလည်းမစားရသေးဘူးစားခဲ့တဲ့လူစားကောင်းလားမလုပ်လေအခုမမိသေးလားရှင်ဘုရားတရားမေးတာပြန်ဖြေနေရတယ်ကောင်းမှမကောင်းမှကိုအဲ့တော့စားကောင်းခဲ့တာလည်းဖြစ်ပြီးရင်မကောင်းဘူးဆိုတာလဲဒုက္ခဝေဒနာရောမြဲလားဒုက္ခဝေဒနာရောဘယ်တရားဖြစ်ပြီးတော့အဲ့ဒီဖြစ်ပြီးပြတ်တာကိုမသိရင်အခုစားလာတော့ကကောင်းတယ်ဆိုရင်ပြန်ရင်ဒါလေးနည်းနည်းတော့ခြံထားအောင်နော်ဒေအိုတရားဟောနားတာလွယ်တာမဟုတ်ဘူးငါတို့လည်းအောက်ကသူ့လိုပဲអောရတာပြန်ရင်စားတယ်ဟုတ်ကလားအဲ့တော့အပြန်စားကျင်တာကဟုတ်ပြီနော်ဘုန်းကြီးပြောမှသတိတောင်ရလာပြီဆွဲလန်းတာကဟောပြန်လဲရောက်တော့ချက်ချင်းပြေးတဲ့ပြီးတော့ဖွင့်လိုက်တာကဟောမရှိတော့ဘူးအုပ်သွားတယ်မရှိတော့ဘူးဆိုလောဘဖြစ်မလားဒေါသဖြစ်ကုသိုလ်လားအကုသိုလ်မြဲမယ်ထင်တာဟုတ်ဗျအိမ်မှာခြံထားခဲ့တာကိုပိုင်သလားမပိုင်ကိုကကိုကျွတ်ကျွတ်လေးနဲ့ထုတ်ယူလာလေ
သဘောပါလားထုတ်ယူလိုက်ရင်ရောမြဲပါမလားကျင်တဲ့နော်ဟာပြန်ရောက်လို့ရှိသေးတယ်ဆိုတော့လောဘဟုတ်ပြီနော်အဲ့တော့တရားပြန်ပြောနေရတာနဲ့ငါပြန်ရောက်တော့စားဖို့တောင်မေ့သွားတယ်မောဟကဲလောဘကောကုသိုလ်လားအကုသိုလ်လားဒေါသကကောမောဟကကောအဲ့ဒီအကုသိုလ်တိလို့ဖြစ်တယ်လားမတိလို့ဖြစ်တာသဘောပါလားဘယ်အရာမြဲတော့မမြဲဘူးဆိုအခုလောဘစိတ်ကလေးလောဘစိတ်တဏှာလေးရောမြဲလားအခုဆွဲလန်းနေတဲ့ဥပါဒံရောတစ်ချိန်လုံးစားပဲစားကျင်နေတယ်ဆိုတဲ့လူရှိလားအိတ်ဖဲအိတ်ချင်နေတယ်ဆိုတဲ့လူအဲ့ဒီဆွဲလန်းကရောမြဲသလားဖြစ်ပြီးရင်နောက်ဒီမှာကာယကဝစီကမနောကနေမလုပ်ဘူးလားလုံးသမျှကံနေဟာအကျိတ်ခဲနဲ့မြဲနေတာလားလှုပ်ပြီးရင်ပြက်သွားတာကာယကံလည်းဖြစ်ပြီးရင်ဝစီကလည်းဖြစ်ပြီးရင်မနောကလည်းဖြစ်ပြီးရင်လက်တရားမြဲလို့ဟုတ်ပြီနော်ဒါဖြင့်လိုချင်နေတယ်ဆိုတာမြဲမှန်သိလို့လားမသိလို့လားမမြဲမှန်သိလို့လားမသိလို့လားမသိလို့လိုချင်တာသိရင်အဲ့တော့မသိတာကလိုချင်တာကအခုတန်တရားတစ်ခွင်မှာသူတော်ကောင်းတို့ဦးဇင်းတို့ကိုဥဆောင်ထားတာဘယ်သူလဲဘယ်သူမသိတာကလိုချင်တာကအဲ့တော့တန်တရားတစ်ခွင်တုန်းကကြတော့မသိလို့လိုချင်တာအခုဘဝကြတော့တန်တရားတုန်းကကြတော့မသိလို့အခုကြတော့အကြမ်းမြင်နေပြီးတော့နေသောအကြမ်းမြင်နဲ့မပြည့်စုံတဲ့လူတရားတွေတော့နာထားတယ်သိတယ်ဒါပေမဲ့လည်းချဲလည်းမထိုးဝဲမနေနိုင်ဘူးဟင်မလိမ်မဲလဲမခိုးပဲလဲဟောလိုချင်လို့မသိတော့တာဒါကြောင့်အကြမ်းမြင်ရှိသလောက်ကလေးကြည့်ရင်ကျင့်မကြည့်ရင်ဒုံရင်းပြန်ရောက်သွားသဘောပါလားပုဂ္ဂိုလ်ဘယ်နှမျိုးနံပါတ်1ပုဂ္ဂိုလ်ကအကြမ်းမြင်နေပြီးတော့အကြမ်းမြင်တရားနဲ့မပြည့်စုံတဲ့ပုဂ္ဂိုလ်မပြည့်စုံဘူးဆိုတာကြားတော့ကြားဘူးတဲ့အတိုင်းကျင့်သလားမကျင့်ဘူးလေဒါမို့အတိတ်တန်တရားတုန်းကကြတော့အဲ့လိုကြားဘူးအောင်ဟောတဲ့ပုဂ္ဂိုလ်နဲ့မတွေ့ခဲ့တော့မသိခဲ့ဘူးမသိတာကလိုချင်တာကဒါတန်တရားကလုပ်ခဲ့တာယခုခင်ဗျားတို့ဗုဒ္ဓဘာသာသာသနာနဲ့တွေ့တော့တရားတော်တွေသိခွင့်ရမရဒါပေမဲ့လိုချင်မှုတဏှာရော့သွားသလားမရော့တော့လိုချင်လို့မသိတော့ဘူးဒါလေးမှတ်ထားနံပါတ်1ပုဂ္ဂိုလ်နဲ့နံပါတ်3ပုဂ္ဂိုလ်နံပါတ်3ပုဂ္ဂိုလ်ကအကြမ်းမြင်များတယ်ဒါပေမဲ့သူအကြမ်းမြင်တရားနဲ့မပြည့်စုံဘူးဘာလို့မပြည့်စုံလဲဆိုတော့ तू သိတဲ့အတိုင်းကျင့်သလားမကျင့်ဘူးလားမကျင့်ဖြစ်တာသည်ဘယ်သူဥစည်းထားလို့တဏှာဥစည်းထားတော့သူ့အသိသည်အသုံးဝင်သေးလားမကျင့်ဘူးဆိုရင်အသုံးကုန်ဝင်လို့ရှင်းသလားဒါဖြင့်အခုတရားတွေနာပြီးတော့နာပြီးမေ့ပြရမလားသိအောင်လုပ်ရမလားသိတဲ့အတိုင်းထားရမလားကျင့်ရမလားဒါကြောင့်နာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲနာတယ်ဆိုတာအခုဦးစင်းပြောနေတဲ့တရားကိုတော်အောင်တို့နားလည်အောင်မှသိအောင်မှနာတဲ့အတိုင်းသိတဲ့အတိုင်းဒါဦးစင်းကပလင်မော်တက်တိုင်းသစ္စာဆိုတယ်ဗုဒ္ဓလောကေသမုပ္ပါနောဟိတာယသဗ္ဗပါဏိနံမြတ်စွာဘုရားလောကမှာပွင့်လာတယ်ဆိုတာလောကသူလောကသားတွေရဲ့အကျိုးငါပွင့်လာတာဟုတ်ကဲ့လားအဲ့တော့ဗုဒ္ဓသစ္စာ၄ပါးမြတ်တရားကိုပိုင်းခြားတင်သိမြင်တော်မူသောသဗ္ဗညုတဉာဏ်တော်ရှင်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးတို့သည်လောကဤအကျိုးငါပွင့်ထွန်းပေါ်ပေါက်တော်မူကြပါပေကုန်၏ဤမှန်ကန်သောသစ္စာစကားကြောင့်ယနေ့တရားတော်နာကြွရောက်လာကြသောတရားချစ်ခင်သူတော်စင်အပေါင်းတို့သည်သစ္စာ၄ပါးမြတ်တရားကိုလွယ်ကူလင်းမြန်စွာသိနိုင်မြင်နိုင်ကျင့်နိုင်ကြပါစေကုန်သတည်းလို့သစ္စာဆိုပြီးမှတရားဟောတာကျင့်လားဦးဇင်းသိရတာတွေ့တာဘုရားဆိုတာလောကအကျိုးငါပွင့်လာတာမြတ်စွာဘုရားပွင့်လာတဲ့အတွက်လောကမှာအကျိုးရှိမရှိ
ဒီနေ့ဒီချိန်ထိမင်းတို့ခုလောကမှာလောကပြက်ပြားကြောင်းတရားတွေများစွာဖြစ်ထွန်းနေပါရက်ကနေချိုးသဖြင့်မြန်မာနိုင်ငံကျန်တဲ့တိုးတက်နေတဲ့တိုင်းပြည်တွေမှာလောကပါဠတရားတွေရှိသေးတယ်ဒီနိုင်ငံမှာလောကပါဠတရားအပြည့်ဆုံးရှင်းနော်အဲ့တော့ဦးဇင်းတို့ကဘာလို့အားကျုံမှန်တဲ့ဟောနေရတယ်လဲဆိုတော့ဗုဒ္ဓတရားတော်တွေကွယ်ပလားမကွယ်သေးတဲ့အတွက်သူတော်ကောင်းတို့အခုလို့အသက်ရှင်နေနိုင်သေးတာတရားပြည့်တဲ့လောက်လောကပြည့်ရင်မင်းတို့ငါတို့တရားမှရှိတော့မှာမဟုတ်သဘောပါလားနာဂိမုံတိုင်းကြီးမှတ်မိလားခင်ဗျားတို့မျက်ဝါးထင်တယ်မယ်အဲ့ဒီလူတွေနေတဲ့နေရာကိုဒီလိုကတ်ဆိုးတွေဘာကြောင့်လာတယ်လဲလို့မေးရင်အဲ့ဒီလူတွေတရားပြည့်လို့လာတာရှင်းမလားအခုသူတော်ကောင်းတို့အဲ့ဒီခုဖျားရဲ့တရားတော်တွေကိုမဆောင်နိုင်ဘူးဆိုရင်ဒီလိုဘေးဆိုးအန္တရာယ်ဆိုးတွေထပ်လာရင်လွတ်ပါအောင်မလားသဘောပါသလားဒါဖြစ်ရင်အားလုံးတရားဆောင်မှုလိုအပ်မလို့အဲ့တော့ဦးဇင်းတို့ယုံကြည်နေတာကဗုဒ္ဓတရားတော်မကွယ်သေးဘူးကိုဖျားနဲ့တွေ့နိုင်တဲ့လူတွေကြံသေးတယ်ကိုခင်ဗျားတို့ဖျားနဲ့တွေ့လားဘာလို့တွေ့တယ်ပြောဘုရားရဲ့အဆုံးအမနဲ့တွေ့တယ်ဆိုတာတကယ်ရောသိရလားတကယ်သိလားမြတ်စွာဘုရားရဲ့တရားတော်တွေကိုသိခွင့်ရပြီလားရရင်အဲ့ဒီသိတဲ့ဘဝမှာမချစ်နိုင်ဘူးဆိုရင်ဘုရားနဲ့တွေ့သူလို့ခေါ်မလားမတွေ့သူလို့ခေါ်မလားရှင်းတယ်နော်စာတွေဘလောက်ဖတ်ဘူးတင်ဘူးလေ့လာဘူးအားထုတ်ဘူးကိုယ်တိုင်ကြင်ကြံအားထုတ်တဲ့ဖြောင့်မှန်တဲ့အကျင့်မရှိရင်ဒီပုဂ္ဂိုလ်ဟာတရားနဲ့တွေ့သူလို့ပြောလို့ကျင်းသလားအဲ့တော့တရားတွေ့မှဘုရားနဲ့တွေ့တယ်အဲ့တော့တရားတွေ့တယ်ဆိုတာလဲမှန်ကန်သောအကျင့်ကိုကျင့်ကြည့်လိုက်လို့အဲ့ဒီကျင့်နဲ့တရားရဲ့အရာတာကိုသုံးဆောင်ခံစားမှုတဲ့လူမှဘယ်သူနဲ့တွေ့မှာရှင်းသလားဒါဖြင့်သိတဲ့အတိုင်းကျင့်နိုင်ဖို့လိုအပ်မလိုအပ်ကျင့်ကြမလားကျင့်မှာလားဘယ်သူပေါ်မှာမူတည်တယ်ဦးဇင်းတို့ကဖရာသားတော်တွေပြောပေးုံပဲတတ်နိုင်တယ်အုံဖွက်နဲ့မကင်းနိုင်ဘူးရေငတ်မှရေလိုက်တိုက်နေရတဲ့ဘဝမျိုးကိုလေဦးဇင်းတို့ဆက်ဆုပ်တယ်ကိုအရာဝင်တိုင်းကိုရေငတ်လို့နှစ်တိုင်းရေစင်းတိုက်ရတယ်ဟိုရန်ကုန်တိုင်းကောညံကုန်းပဲဆင်းတိုက်ရတယ်ရေလူဖို့ဆိုတာအများအားကြိုးစားနေရတဲ့ထက်ပမာပြီခုအေယာဝတီကြီးတော့သခိုင်းတရားတင်ကိုအောက်ငုံကြည့်လိုက်ရင်ဟိုဘက်ဒီဘက်ခြေချင်းလျှောက်လို့ရတယ်မြင့်ရည်မရှိတော့ဒီရေတွေဆုပ်ယုပ်လာရင်ခင်ဗျားတို့ကျုပ်တို့တွေကြာရင်တောက်ရည်တောင်အခက်ဖြစ်တော့အဲ့ဒီရေတွေကိုအချိန်မီထိန်းလို့ရမရဘာနဲ့ထိန်းတီလာသမာဓိပြန်ပြောအခုရာသီဥတုဘေးဆိုးတွေရောမကြုံအောင်လားအေးလွန်တဲ့ဓာန်အပူလွန်တဲ့ဓာန်အပူလိုင်းဖြတ်လို့လိုက်အေးလိုင်းဖြတ်လို့လိုက်မကြောက်အောင်လားခံအောင်မခံအောင်လားအခုပင်လယ်နဲ့အနီးဆုံးပသိမ်ဆိုတာတကယ်တော့အရင်တော့ကပင်လယ်စိတ်ကမ်းမြို့နော်ပင်လယ်ထဲကနေအနေချကျွန်းတွေကြောက်ခုခင်ဗျားတို့ကပသိမ်ကအဘောကိုနည်းနည်းရောက်လာခဲ့ပြီမေပင်လယ်နဲ့အနီးဆုံးမြို့ဖြစ်ပါရဲ့တဲ့အခုခေါင်းကြီးတွေပေါင်းပြီးတရားနာနေရတာကြည်ရင်အန္တရာယ်တွေကတ်နေပြီရှင်းလားအဲ့ဒါအေးလိုင်းတဲ့အပူလိုင်းတဲ့ဆိုတာနဲ့ကျေနပ်နေရမလားတရားနဲ့ခုခံနိုင်အောင်ကြိုးစားရမှာဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံမြတ်စွာဘုရားဟောကြားရတဲ့အရိယသစ္စာ၄ပါးတရားမြတ်ကြီးပေါ်ထွန်းလာခြင်းသည်လောကသူလောကသားရဲ့ချမ်းသာခြင်းအလို့ငါတရားဆိုတာဆင်းရဲဖို့လားချမ်းသာဖို့လားယုံသလားယုံရင်ဒီမှာကြည့်ဘယ်တရားဖြစ်ဖြစ်တန်တရားမှာတို့လဲခဲ့တာအဝိဇ္ဇာအစဇရာမရဏဆိုဒီမှာကြည့်လေကမ္မဘဝပစ္စယဇာတိဆိုတော့နောက်တစ်ပါးဇာတိရမလားမရဘူးလားဇာတိယုံနာရခဲ့ရင်ဒီယုံနာသည်မွေးပြီးရင်ဇာတိပစ္စယဇရာမရဏဆိုတော့ဒီထဲမှာမအိုမဲ့ပုဂ္ဂိုလ်ပါလားမသိမဲ့ပုဂ္ဂိုလ်ပါသလားအဲ့ဒီအိုခြင်းသိခြင်းတရားနဲ့ရင်ဆိုင်ရတဲ့အခါခုသူတော်ကောင်းတို့တွေမုတ်ဆိုးလက်တွင်းမှာမိသွားတဲ့ငှက်တတ္တဝါတွေဟာလွတ်တဲ့ငှက်ရှားသလိုသေခြင်းတရားနဲ့ရင်ဆိုင်လာရတဲ့အခါမှာသေခြင်းကိုမကြောက်မရွံ့ရင်ဆိုင်နိုင်တဲ့ပုဂ္ဂိုလ်ဟာရှားတယ်ဒီထဲမှာသေမှာမကြောက်တဲ့လူနဲ့ကြောက်တဲ့လူဘယ်ရင်းကများဘာလို့ကြောက်နေတာဟင်ကိုယ်မှာကြင့်မိသားတရားအစင်သင့်ရှိပြီလား
ဆောင်ပြီးသားတရားရှိပြီလားသေခြင်းကိုရင်ဆိုင်ဖို့အစဉ်သင့်ဖြစ်ပြီလားသဘောပါသလားဖြစ်အောင်လုပ်လို့ရမရသေဖို့အစဉ်သင့်ဖြစ်အောင်ပြင်ဆင်လို့ရမရလာမဲ့သေခြင်းအတွက်အခုချိန်ကကြိုတင်ပြင်ဆင်ထားဖို့လိုအပ်မလိုအပ်အခုမသေးသေးတဲ့တရားကိုအခုမသေးခင်ကကြိုပြင်ခြင်းသည်အပိုးအလုပ်လားဟိုးနိုင်ငံခြားပညာရှိကြီးတွေကပြောကြတယ်ဘိုးအိုမမအိုသေးပဲနဲ့အိုမပူနေကြတာမြန်မာတွေအလကားနေဗုဒ္ဓဘာသာတွေအလကားနေဆုံးရှုံးနေတာအိုမတရားကိုအိုမပဲလို့နှလုံးသွင်းနေတာသည်ဆုံးရှုံးမှုလားအိုခြင်းကလွန်မြောက်ဖို့လားယုံသလားသေမဲ့တရားကိုသေတတ်တဲ့တရားကိုသေတတ်တယ်လို့နှလုံးသွင်းနေခြင်းသည်သေခြင်းကိုအရှုံးပေးဖို့လားသေခြင်းကိုအနိုင်ယူဖို့လားဓမ္မထားအောင်ဟိုခတ်ကြောင်ကြောင်ကောင်းတွေပြောတိုင်းယုံမနေနဲ့သူတို့တော့မလို့အိုခြင်းနာခြင်းသေခြင်းလည်းပြောလို့မရဘူးလောဘဒေါသမောဟလည်းပြောလို့မရဘူးနိဗ္ဗာန်သွားမပြောနဲ့တခြားစီပဲရှင်းလားသဘောပေါက်သလားအဲ့တော့အားလုံးငါတို့အတွက်အသက်ရှင်ခြင်းကမြဲသလားသေခြင်းကတော့ငါတို့အသက်ရှင်ခြင်းရဲ့လမ်းဆုံးဟာပါလေသေခြင်းသည်သာလျှင်ငါတို့ရဲ့အဆုံးမဟုတ်ဘူးလားဒါဖြင့်မမြဲသောရှင်ခြင်းနဲ့မြဲသောသေခြင်းကိုအမြဲနှလုံးသွင်းဖို့လိုအပ်မလိုအပ်အဲ့လိုနှလုံးသွင်းနေတဲ့ပုဂ္ဂိုလ်သည်သေကံဤသေမဲ့ဝေဒနာပေါ်လာရင်ကြောက်เสียအခုကိုယုံမြဲသလားယုံလဲမွေးလိုက်ဖြစ်လိုက်မွေးလိုက်ရှင်းသလားအဲ့တော့ယုတ်ရောနံရောဖြစ်ပြီးရင်အဲ့ဒီတရားကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဘယ်မှာဟောအာလဝိပိပဲဝေသလိဗါတယ်အာလဝိပိကြီးမှာတရားဟောတော့အဲ့ဒီထဲမှာဒဂမလေးတယောက်ကတရားနာရက်ကန်းတယ်မလေးသူတဲ့ကိုမာရီလို့ပြောကုံမာရီလို့ပြောချင်တယ်လို့ပြောပေါ့နော်ကလေးမလေးရက်ကန်းတယ်မလေးတရားနာခင်ဗျားတို့လိုပဲဟုတ်ပြီနော်မြတ်စွာဘုရားဟောခဲ့တာကအာတုဝံမေဇီဝိတံမေငါဤဇီဝိတံအသက်ရှင်ခြင်းသည်အာတုဝံမမြဲဟုတ်ပါလားဒုဝံမေမရဏမရဏံသေခြင်းသည်မေငါအတွက်ဒုဝံမြဲဤသေခြင်းကသာအဝတံမယမရိတပမေဝအဝတံငါသည်မချွတ်မယွင်းမရိတပမေဝသေယမိသာသည်ငါဟာဧကံဘာဖြစ်တယ်သိမာတဲ့ဟုတ်ပြီမရဏပရိယောသနံမေဇီဝိတံငါမှသေရခြင်းသည်သာလျှင်အဆုံးရှိတယ်ငါရဲ့အသက်ရှင်ခြင်းဟာနောက်ဆုံးပါဖြစ်မှာသေရမှာဇီဝိတမေဝအနိယတံအသက်ရှင်ခြင်းသည်မမြဲမရဏနိရယံသေရခြင်းသည်မြဲ၏ဒါလေးကိုဟောဒီဒဂမလေးကတရားနာပြီးတော့မှတ်ထားတယ်ကလေးပြီးပြီမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတရားဟောပြီးတော့ဇေတဝန်သာဝတိပြန်ကြွသွားဟောဒီကလေးမလေးကမြတ်စွာဘုရားပြန်သွားကြတဲ့က तू ကနေ့နေ့ညညသွားလာအမြဲတမ်းဒါလေးပဲဆောင်ထားတယ်ငါမှအသက်ရှင်ခြင်းကမမြဲဘူးသေခြင်းကငါအသက်ဒီနောက်ဆုံးသေရမှာပဲဟုတ်ကလားဒါလေးအမြဲတမ်းနှလုံးသွင်းနေတာဘာလေးလို့ဘာလေးကြိုင်ရုပ်တရားလဲနံတရားလဲလောကမှာမြဲနေတဲ့အရာမရှိဘူးအဲ့တော့အသက်ရှင်ခြင်းဆိုတာမရှိဘူးမွေးလိုက်ဖြစ်လိုက်ဒီပြင်ပါရှိသေးတော့ဘာမှမရှိတော့ဘူးဆိုတာအမြဲနှလုံးသွင်းနေတာတဲ့တရားအထုတ်ဘယ်လောက်ကြာသွားလဲဆိုတော့3နှစ်ကြာဘယ်လောက်ကြာ3နှစ်ကြာလဲဆိုတာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအာလဝီပြည်မှာတရားဟောပြီး3နှစ်အကြာမှာလောကရကြီးကိုဆင်ခြင်ကြည့်လိုက်တယ်ဒီနေ့ဘယ်သတ္တဝါတွေကိုချွတ်ရမလဲလို့ကြည့်လိုက်တော့မြတ်စွာဘုရားရဲ့ဉာဏ်တော်ထဲမှာဟောထားတဲ့တရားကိုမပြတ်နှလုံးသွင်းကြင့်ကြံနေတဲ့ဒီရက်ကန်းတယ်မလေးအာယုန်ထဲမှာပေါ်လာဟုတ်ပလားဒီကလေးမကိုအချိန်မီသွားပြီးတော့ကယ်ရမယ်ချွတ်ရမယ်သူ့ကိုတရားသွားဟောခြင်းဖြင့်သူလည်းအကျိုးရှိမယ်များသောတတ္တဝါတွေလည်းအကျိုးရှိမယ်ဆိုတာသိတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဆိုတာကကျွတ်မဲ့နေရာကျွတ်မဲ့ပုဂ္ဂိုလ်ရှိတဲ့နေရာလိုက်ဟောတာ
ဟုတ်ပြီနော်တရားတော်ကိုအချီးနှီးဖြစ်မခံဘူးမြတ်စွာဘုရားကဉာဏ်တော်ကိုယ်ရဲ့နဲ့ကြည့်ပြီးတော့ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်ကိုမှဘာလို့တော့ဟောတာဖြစ်တဲ့အတွက်အခုမြတ်စွာဘုရားသတင်းသုံးတာကဘယ်မှာလဲသာဝတိပြည်စေတုံအကြောင်းတော်မှာကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်ကအာလဝီပြည်မှာဖြစ်တဲ့အတွက်မြတ်စွာဘုရားဘယ်ကြွအာလဝီဒီနေ့ညတော့မိုးချုပ်သွားပြီမမီတော့ဘူးမနေ့ပြန်ကြမှာအာလဝီကြွကြစို့ဟုတ်ပလားဟဲ့ကလေးမတရားအားထုတ်နေတာဘယ်လောက်ရှိပြီမြတ်စွာဘုရားဟောသွားတဲ့ဒီကလေးမဟာငယ်စဉ်ငယ်ပင်ငယ်ညတော်လည်းပဲဘုရားတရားကိုမမေ့မလျော့နှလုံးသွင်းနေတယ်ငါမှအသက်ရှင်ခြင်းသည်မမြဲဘူးသေခြင်းသည်ငါရဲ့အသက်ရှင်ခြင်းသည်နောက်ဆုံးတော့သဘောပါသလားငါရဲ့အသက်လမ်းဆုံးမှာပါလဲသေခြင်းပဲဒါကြောင့်နေခြင်းကမမြဲသေခြင်းကမြဲဤလို့မပြတ်နှလုံးမသွင်းဘူးလားအခုလည်းခင်ဗျားတို့ရှိတာယုတ်တရားနဲ့အဲ့ဒီယုံနာနှစ်ပါးတို့ဒီဖြစ်လိုက်ဒါဖြင့်အမြဲတမ်း origin နဲ့နေနေတာလားအစားထိုးတာနဲ့နေနေလားအနှစ်သာရရှိရလားအဲ့ဒီအစားထိုးခြင်းကရောမြဲသလားအစားထိုးပြီးရင်ပြက်မှာပြက်ပြီးရင်အစားထိုးတာရဲ့ပြက်တာရဲ့အစားထိုးတာရဲ့အဲ့တော့တူတူပြောရင်မွေးတာရဲ့မွေးတာကောင်းလားသေတာကောင်းမွေးပြီးရင်သေပြီးတော့လေတန်တရားမဆုံးသေးရင်မွေးနေဦးမှာအဲ့တော့မွေးလာပြီးရင်လည်းဘာဖြစ်ဦးမှာအဲ့တော့မွေးတာကောင်းလားသေတာကောင်းရှင်းသလားခန္ဓာမှန်ရင်ဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာနဲ့မမှန်ကန်ကန်သိရင်ဒီခန္ဓာပေါ်မှာတတ်မဲ့ချင်းတွေ့တာချင်းလာအောင်မလားအဲ့တော့ခန္ဓာပေါ်မှာတတ်မဲ့မှုရှိတဲ့လူကသေမှာကြောက်เสียလို့သေးလားဒါဖြင့်ခင်ဗျားတို့သေဖို့အစဉ်သင့်သေမင်းလက်တွင်းကလွတ်အောင်ကြိုးစားဖို့လိုအပ်မလို့ယခုဘဝဒီခန္ဓာတော့သေမင်းလက်တွင်းကလွတ်မလားမလွတ်ပေမဲ့နောင်တစ်ဖန်လွတ်အောင်လုပ်လို့ရမရကြည်လေဖြစ်ပြဲဘာသစ္စာသိတဲ့ဉာဏ်ကမဂ္ဂသစ္စာလာရင်ဒီဘက်ကလောဘဒေါသမောဟတဏမာနဒိဋ္ဌိတတ်မဲ့ခြင်းတွေလာအောင်မလားသေတာကသမုဒိယအကြောင်းသိရင်နောင်အကျိုးလာအောင်မလားနောင်အကျိုးခန္ဓာမလာတော့ဘူးဆိုနောက်တစ်ဖန်သေစရာအကြောင်းကျင့်တတ်သလားဒါဖြင့်တတိထားဘယ်သူကိုကြည့်ရမလဲကိုကြည့်ခန္ဓာဘယ်နှပါဘယ်ချိန်ကြည့်ဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတ်တာပါသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုက်အေးကဲဆိုသစ္စာ၄ချက်တပြိုင်တည်းကိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်ဆသောတတိမလျှော့သောဇွဲလုံးလဝရိယကိုလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ဒီတန်တရာကလွတ်မြောက်နိုင်အောင်မမေ့မလျော့ကြိုးစားပွားများအားထုတ်ပြီးတော့အကျမ်းအမြင်နဲ့ပြည့်စုံအောင်လုပ်ကြလို့တိုက်တွန်းရင်းနဲ့ဒီညဒီမြနဲ့နားကြစို့ကဲအားလုံးတရားနာပြီးတဲ့နောက်15မိနစ်တရားအထုတ်ပါမယ်အရိယာဘုတ်ပြင်မှာလက်တွေ့ကျင့်ကြံအထုတ်ရအောင်အကြမ်းမြင်ရှိရင်ရှိသလောက်ပွားများအထုတ်နိုင်မှအကြမ်းမြင်နဲ့ပြည့်စုံသူဖြစ်ပါတယ်အကြမ်းအမြင်နဲ့ပြည့်စုံသူဖြစ်ကြဖို့တင်မလင်ခွေထိုင်ထိုင်ဒုတုတ်ထိုင်ထိုင်နှစ်သက်သလိုထိုင်သို့တော်ခါမမထားကောင်းမမထားလက်ဖွားနှစ်ဖက်ရှက်လက်မထိတ်ချင်းထိထားမယ်အရိယာဘုစိတ်တိုင်းကြရင်မျက်လွှာလေးချနာသီးစုံမှာတရိကလေးလေးဖြည်းဖြည်းမှန်မှန်ရှုမယ်ဖြည်းဖြည်းမှန်မှန်ပြန်ထုတ်ဝဝရှုမယ်ဝဝထုတ်မယ်စိတ်မပြန့်လွင့်ပါစေနဲ့မတွေးဝေပါစေနဲ့ပြန့်လွင့်ခြင်းကင်းအောင်တွေးဝေခြင်းကင်းအောင်သတိထားဝရိယဆိုင်ပညာလေးနဲ့ကြည့်ပြီလုံးဝတရားအားမထုတ်ဖို့သေးတဲ့ပုဂ္ဂိုလ်အလေးကျင့်မရှိတဲ့ပုဂ္ဂိုလ်များကတော့ဒီ15မိနစ်တွဲမှာငါအသက်ရှူလိုက်တိုင်းသိရမယ်ရှူထုတ်လိုက်တိုင်းသိရမယ်ကိုအဋ္ဌိဋ္ဌံလေးသင်ပြီးတော့မသိလိုက်ဖဲရှူလိုက်တဲ့လေမရှိစေရမသိလိုက်ဖဲပြန်ထုတ်လိုက်တဲ့လေမရှိစေရအဋ္ဌိဋ္ဌံလေးတင်ပြီးတော့အာထုတ်ပါအာထုတ်ဖို့တဲ့အလေးကျင့်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ဝင်လေသိထွက်လေသိ
50 ကြိမ်လောက်အထုတ်ပြီးမိမိရဲ့တတိဝရိယမြဲမြံပြီးလို့ယုံကြည်ရင်ရှုမှတ်မြဲဖြစ်တဲ့ယုတ်ဓမ္မနန္ဓမ္မတွေရဲ့သဘောတရားယုတ်ဤဖောက်ပြန်ခြင်းနံဤမမြဲခြင်းတရားတွေကိုအနိစ္စလက္ခဏာဉာဏ်ဒုက္ခလက္ခဏာဉာဏ်အနတ္တလက္ခဏာဉာဏ်တွေနဲ့ရှုမှတ်ပွားများအထုတ်နိုင်ပါတယ်မိမိတို့ရှုမှတ်တတ်တယ်လို့ရှုမှတ်နိုင်ပါတယ်တတိလက်မလွတ်ပါစေနဲ့ဗုဒ္ဓလောကေသမုပ္ပါနောဟိတယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပါနောဒုက္ခယသဗ္ဗပါဏိနံသံဃောလောကေသမုပ္ပါနောအနုတ္တရံပုညခေတ္တံပုညခေတ္တအနုတ္တရံဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်တဲ့သဗ္ဗပါဏိနံအလုံးစုံသောတတ္တဝါတို့၏ဟိတာယအကျိုးငါတတ္တဝါတို့ရဲ့အကျိုးငါလောကီလောကသုံးပါး၌သမုပ္ပါဒဥပ္ပါဒပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့ကြပါပေကုန်၏ဓမ္မောလောကေသမုပ္ပါနောဒုက္ခယသဗ္ဗပါဏိနံဓမ္မောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ဟောကြားအပ်သောအရိယသစ္စာ၄ပါးမြတ်တရားတို့သည်သဗ္ဗပါဏိနံအလုံးစုံသောတတ္တဝါတို့ဤဒုက္ခယလူနတ်နိဗ္ဗာန်ချမ်းသာ၃ပါးအလုံးငါလောကီလောက၃ပါး၌ဥပ္ပါဒပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့ပါ၏သံဃောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအဆုံးအမဓမ္မဒေသနာတော်တို့ကိုကောင်းစွာကျင့်ကြံပွားများအားထုတ်လေ့ရှိကြသောသံဃာတော်ရှင်သူမြတ်အပေါင်းတို့သည်အနုတ္တရံအနိုင်မဲ့အတုမရှိဘုံညာခေတ္တံကုသိုလ်ကောင်းမှုတို့ဤစိုက်ပျိုးရာလေရာမြေကောင်းသပွဲလောကေလောကသုံးပါး၌ဥပ္ပါဒပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့ကြပါပေကုန်သတည်းလောကမှာဘုရားဆိုတာလောကသားတွေရဲ့အကျိုးငါပွင့်လာတာအယုတ်အလတ်အမြတ်မရွေးအမျိုးဘာသာမရွေးအသားအယောင်မရွေးအားလုံးသောတတ္တဝါတို့အတွက်ပွင့်တော်မူတဲ့ဘုရားလောကအမှန်တရားဆိုတာဗုဒ္ဓရဲ့အဆုံးအမလောကအမှန်တွေကိုယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေကိုးကွယ်သူဖြစ်စေမကိုးကွယ်သူဖြစ်စေလောကအတွင်း၌မြည်သည့်တတ္တဝါမဆိုမှန်ကန်နေတဲ့တရားကောင်းတာလို့ရင်ကောင်းကျိုးပေးမယ်အဲ့ဒါဘယ်ဘာသာကိုးကွယ်နေရမှာပဲမကောင်းတာလို့ရင်မကောင်းကျိုးပေးတယ်ဒါလောကနိယာမတရားဗုဒ္ဓပြောလို့မှန်သွားတာမဟုတ်ဘူးအမှန်လေးကိုဘုရားကထုတ်ဖော်ပြောသွားတာကိုပြုသောကံပဲ့တင်သံကိုထံပြန်လာမည်ပြုထားတဲ့ကံတိုင်းကိုစီအကျိုးပြန်ပေးမှာတူသောအကျိုးပေးလိမ့်မယ်နေယတလိ္ဆံပိဋ္ဌအတုရကေဆိုတဲ့အပယ်လေးပုံဒုက္ခတိလို့ဆိုတဲ့ဆင်းရဲအတိပြီးတဲ့ဘုံတွေဟာဘယ်သူကမှဘယ်တကုရှင်ကမှလာဖန်တီးထားတာဖန်ဆင်းထားတာမဟုတ်ဘူးမကောင်းမှုပြုသူတို့ရဲ့အကုသိုလ်ကံကြောင့်ဖြစ်လာတဲ့ကံဤအကျိုးဆက်တွေဖြစ်ပါတယ်တိရစ္ဆာန်တွေမြင်မှုကြပါတယ်မိုးရွာဆိုးနေဘူးချောက်ကြီးနိုင်ငယ်ချင်းနိုင်ရစားအိဇာကာမဤသုံးဝနဲ့တဲ့အသက်ရှင်၍ကုသိုလ်ကောင်းမှုအလင်းမရှိအကုသိုလ်အတိပြီးတဲ့ဘုံတွေအဲ့ဒါအရှုံးကြီးရှုံးတဲ့ဘုံတွေဒါကြောင့်မို့မတော်ချွတ်ချော်ဒီဘဝမြန်ခမည်းတော်အယူတိမ့်မလို့ငရဲမြန်ရောက်သွားကြရင်ငရဲကလွတ်တိရစ္ဆာန်ဘဝနိုင်ရစားကိုစားရတော့လဲပါဏာတိပါတာသူများအသက်တတ်တဲ့ကံနဲ့ငရဲပြန်သွားအစားခံရတော့လဲမကျေနပ်တဲ့ဒေါသနဲ့သေငရဲပြန်သွားငရဲကလွတ်တိရစ္ဆာန်ကကျွတ်ငရဲနဲ့ဒီလိုနဲ့ပြန်တက်ဖို့မလွယ်ဘူးယောဂီတို့ယခုလူဘဝကလေးကိုမိမိရောပေါ့ဆဆနဲ့အလွဲသုံးစားမဖြုံးတိလိုက်ကြပါနဲ့မကုံဆုံးစေပါနဲ့ဓမ္မောဟဝေရခတိဓမ္မစာရိဓမ္မောသူစိန်သောဒုက္ခမာဝဟတိဧတံနိတံသောသူစိန်နေ
ဓမ္မောဟဝေရခတိဓမ္မစာရိဓမ္မောသူစိန်သောဒုက္ခမာဝဟတိဧသနိတံသောသူစိန်နေဧသနိတံသောဓမ္မေသူစိန်နေနဒုက္ကတိကိစ္စတိဓမ္မစာရိဟဝေစင်စစ်အဖြစ်ဓမ္မောတရားသည်ဓမ္မစာရိတရားကိုကျင့်ဆောင်သောပုဂ္ဂိုလ်ကိုရခတိဆောင်ရှောက်၏သူစိန်တော်ကောင်းစွာကျင့်အပ်သောဓမ္မောတရားသည်ဒုက္ခံလူနတ်နိဗ္ဗာန်တည်းဟူသောချမ်းသာသုံးပါးကိုအာဝဟတိရွတ်ဆောင်တတ်ပေ၏ဧသနိတံသောဤသဘောတရားသည်ကဓမ္မောဧသနိတံသောဤသဘောတရားသည်ကဓမ္မေတရားကိုသူစိန်နေကောင်းစွာကျင့်ရ၌အာနိတံသောအကျိုးသည်ကောင်းသောတရားကိုကျင့်လို့ကောင်းကျိုးပြီးတဲ့ဟာအဲ့ဒါဓမ္မရဲ့နိယာမဓမ္မသဘာဝပါတဲ့ဓမ္မကပြီးတဲ့အကျိုးပေးပါဓမ္မစာရီတရားကိုကျင့်သောသူသည်ဒုက္ခတိန်အပယ်လေးဘုံသို့နဂစ္ဆတိမရောက်အပ်မရောက်နိုင်တရားကိုကောင်းစွာကျင့်ထားတဲ့ပုဂ္ဂိုလ်ဟာအပယ်လေးဘုံမရောက်နိုင်ပါဘူးဓမ္မောဟဝေရခတိဓမ္မစာရိတရားကိုကျင့်တဲ့လူကိုတရားကဆောင်ပါလေတရားဆောင်ထားတဲ့ပုဂ္ဂိုလ်ကိုတရားကစောင့်ရှောက်တယ်ဒါလည်းအမှန်ပဲကောင်းသောတရားကိုဆောင်ရင်ကောင်းသောအကျိုးပေးကလာလိမ့်မယ်မကောင်းသောတရားကိုဆောင်ကြရင်မကောင်းသောအကျိုးပေးတွေလာလိမ့်မယ်အဲ့ဒါဓမ္မောဟဝေရခတိဓမ္မစာရိပါပဲဟဝေစင်စစ်ဓမ္မောတရားသည်ဓမ္မစာရိတရားကိုကျင့်သောသူကိုရခတိစောင့်ရှောက်၏ကောင်းသောတရားကျင့်ရင်ကောင်းသလိုစောင့်ရှောက်မှာပေါ့မကောင်းသောတရားကျင့်ရင်မကောင်းသလိုစောင့်ရှောက်မှာပေါ့ဒါကြောင့်သူစိန်တော်ကောင်းစွာကျင့်အပ်သောတရားသည်ဒုက္ခလူနတ်နိဗ္ဗာန်ချမ်းသာသုံးပါးကိုအာဝဟတိရွတ်ဆောင်တတ်၏ကောင်းတဲ့တရားကျင့်မှကောင်းတဲ့ချမ်းသာတဲ့ဘုံဘဝတွေရမှာပေါ့ဒါနသီလဘာဝနာအစရှိတဲ့ကောင်းမှုကုသိုလ်တွေဟာနိဗ္ဗာန်ရောက်ကြောင်းတရားတွေနိဗ္ဗာန်ကိုရောက်စေတတ်တဲ့အထောက်အပံ့တွေအဲ့ဒီတရားတွေဒါနမျိုးစေ့လောက်မှချင့်ကြံခြင်းမရှိရင်နိဗ္ဗာန်တကားဝကိုဘယ်လို့မှမရောက်နိုင်ဒါကြောင့်သူတော်ကောင်းတရားတွေထွန်းကားနေတဲ့ယခုခေတ်ယခုကာလကလေးမှာစစ်မှန်တဲ့သူတော်ကောင်းအလုပ်ကိုလုပ်နိုင်အောင်ကျင့်နိုင်အောင်ကြိုးစားကြသူစိန်တော်ကောင်းစွာကျင့်အပ်သောဓမ္မောတရားသည်ဒုက္ခံချမ်းသာသုံးပါးကိုအာဝဟတိရွတ်ဆောင်တတ်၏ဧသာဤသောဤသဘောတရားသည်ကဓမ္မေတရားကိုသူစိန်နေကောင်းစွာကျင့်ရ၌အာနိတံသောအကျိုးသည်ဓမ္မစာရီတရားကိုကျင့်သောသူသည်ဒုက္ခတိန်အပယ်လေးဘုံသို့နဂစ္ဆတိမရောက်အပ်မရောက်နိုင်တရားကျင့်နေတဲ့ပုဂ္ဂိုလ်ဟာအပယ်လေးဘုံကိုမရောက်နိုင်ပါဘူးအန္တဘုဒ္ဓအယံလောကောတနုကိဋ္ဌဝိပတ္တိမဂုဏောဇာနမုဒ္ဒောဝအဘောသက္ခာယကိစ္စတိအယံလောကောဤလူအများအပေါင်းတို့သည်အန္တဘုဒ္ဓပညာမျက်စိစုံမရှိ၍အကန့်အတိသာဖြစ်ကြလေကုန်၏ယထာဤလောက၌တဏုကောအနေငယ်များသောသူသည်ဝိပတ္တိအနိစ္စအစရှိသောအဖြစ်ရှုမြင်တတ်၏ဇာလမုဒ္ဒောမုတ်ဆိုဤကိုရဲ့မှလွတ်ထွက်တတ်သောတကုဏောငှက်သည်အဘောဤဝနေတကဲ့သို့မရဏိတုသေးသောသူတို့တွင်သက္ကာယနတ်ပြည်သို့လူလတ်နိဗ္ဗာန်ချမ်းသာသုံးတန်သောကိစ္စတိသွားသောသူသည်အဘောနေလပါ၏သုတ်တန်တစ်ခုမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကလူသသိန်းနတ်သသိန်းသိလို့သူဂတိတယောက်ပြန်မရောက်ဘူးဟေ့အားလုံးအပယ်သွားကြတာပဲဒီနေ့တို့တရားဓမ္မနေအဲ့ဒီဘုရားရှင်တော်ပွင့်ထွန်းပေါ်ပေါက်လာတဲ့အတွက်ဤကာကုသိုလ်အကုသိုလ်နှင့်ထိုဘုံဘဝတိကြရာများလကျေးဇူးတွေ
ရှင်တော်ဗုဒ္ဓပွင့်ထွန်းပေါ်ပေါက်လာတဲ့ကာလဖြစ်တဲ့အတွက်တော်တော်ကောင်းတို့မှာကုသိုလ်လည်းသိရတယ်အကုသိုလ်လည်းသိရတယ်အမတန်ကျေးဇူးများတဲ့ကာလဘုရားရှင်တော်ပွင့်မပေါ်ကဤငါကုသိုလ်အကုသိုလ်နှင့်ထိုထိုဘုံဘဝမသိကြရများလအပြစ်တွေအခုသိနိုင်မြင်နိုင်တဲ့ဘဝမှာကျင့်နိုင်အောင်ကြိုးစားကြအကျင့်မပါရင်အသိဟာအလကားပဲသိယုံသိ၍မကျင့်နိုင်ရင်အဲ့ဒီအသိဟာအချင်းနေပါပဲဒါကြောင့်မြတ်စွာဘုရားကအကြမ်းမြင်များသည်ဖြစ်၍အကြမ်းမြင်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ကြိုးစားကြအကြမ်းမြင်နေတဲ့ဘဝမှာလည်းနေတဲ့အကြမ်းမြင်ကိုကျင့်နိုင်အောင်ကြိုးစားကြဘုရားကောင်းတို့ဦးဇင်းတို့ဘုံမဲ့ကမ်းမဲ့ဘုံကံနေတဲ့ပုဂ္ဂိုလ်တွေမှာအကြမ်းမြင်နေပါတယ်ဒီနေ့မြန်မာနိုင်ငံသူနိုင်ငံသားများအလွန်တနာဖို့ကောင်းပါလေအကြမ်းမြင်ဘုဒ္ဓအလွန်နေပါကြတယ်ခေါင်းပါကြတယ်ယခုလိုဟောကြားအပ်တဲ့တရားပွဲလေးတွေကိုအမိပြုပြီးတော့ဒါဟာဒီနေ့ဘုန်းတော်ကြီးကျောင်းတော်ထဲမှာဟောတော့ကျောင်းတော်တဲကညကျောင်းလေးပေါ့ညသက်ကတူလေးပေါ့ဓမ္မဂရိကဆရာတော်များကလိလာစီကူမှတ်သားတင်အံကြက်မှတ်ထားတဲ့တရားတော်တွေဘဟုတုတ္တတွေအတွေ့အကြုံတွေတကယ်တော့တရားပွဲတစ်ပွဲဆိုတာအဲ့ဒါလိုပြည့်စုံအောင်တောင်းစုံအောင်ပြောနိုင်မှလမ်းပြပေးနိုင်မှဒီလူတွေအတွက်အချိန်နဲ့မြတ်အကျိုးရှိမှာဒီပုထုဇဉ်တတ္တဝါလူအများတို့ဟာနေ့စဉ်နဲ့မြတ်နေဆဒုဝစာဝတ်နေရေးနဲ့အချိန်ကုန်နေပြီးတော့ဘာယသမီးစီးပွားရေးလုံးပန်းပြီးကြာဝတော်ဘဟုကိစ္စနဲ့အချိန်ကုန်နေကြတာဒီလိုညချမ်းအချိန်ကလေးတွေမှာကြားအသိအမြင်အပ်တဲ့တရားတော်လေးတွေကြားနာသိမြင်ခွင့်ရကြတာအလွန်ကျေးဇူးများပါလေဒီနိလန်းမှာလွဲပြီးတော့ပညာပေးနိုင်တဲ့လမ်းလည်းမရှိတော့ဘူးကွယ်ဒါကြောင့်တရားတော်များမပြတ်နာကြားနိုင်အောင်ကြိုးစားကြပါမပြတ်နာကြားရတဲ့အတိုင်းလည်းအားထုတ်ကြပါလောကမှာတရားဆောင်သူများမှငြိမ်းချမ်းပဲဒီနေ့ကချင်ပြည်နယ်မှာကျင်းပနေတဲ့တရားပွဲတွေကိုကချင်ဒေသမှာနေတဲ့လူတွေကငြိမ်းချမ်းရေးတရားပွဲတဲ့ဘာကြောင့်လဲတရားတစ်လုံးသိရင်တစ်လုံးအေးပါတယ်ဗျာတရားသံလေးတစ်ချိန်ကြားရရင်တစ်ချိန်အေးပါလေငြိမ်းအေးတဲ့ရင်ခွင်မှာခိုးလို့မရစေတတိလက်မလွတ်ချပါစေနဲ့သတိထားပါသတိလက်မလွတ်ပါစေနဲ့မကြခင်ချိန်တွင်းမှာတရားချပါမယ်တရားချတဲ့အခါမှာတရားချခြင်းနဲ့စိတ်ကလေးကနံတရားတရားချလိုက်တာယုတ်တရားယုတ်နံနှစ်ခုကိုဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးတော့တရားချပေးပါအားလုံးတရားချပေးနိုင်ပါပြီအားလုံးတရားချပေးနိုင်ပါပြီအားလုံးတရားချပေးနိုင်ပါပြီယောဂီများအားလုံးတရားချပြီးနောက်မိမိတို့ဖြစ်ခြင်းစည်းပူးခဲ့ကြတဲ့ဒါနသီလဘာဝနာကောင်းမှုကုသိုလ်အသီးသီးကိုအာယုံပြုပြီးတော့ယနေ့ကတ်သုံးပါးပဲကြာရောက်နေကြသူများယံသူမျိုး၅ပါးပဲကြာရောက်နေကြသူအပေါင်းတို့အဘေးဒုက္ခအန္တရာယ်အသွယ်သွယ်မှကင်းဝေးလွတ်မြောက်ပါစေခြင်းအလို့ငါကရုဏာရှိရှု၍သစ္စာပြုကြမှာဖြစ်ပါတယ်။စာရွက်ဝေထားတာ။ကဲဝေထားရင်အားလုံးအဲ့ဒီထဲကအန္တရာယ်ကင်းသစ္စာဆိုတဲ့အပိုင်းလေးကိုကြည့်ပြီးတော့အမြတ်တတ္တဝဝေနေရတို့လည်းမိမိတို့နဲ့ထပ်တူထပ်မြတ်ကုသိုလ်ကောင်းမှုကိုအမြတ်ရကြကုန်သည်ဖြစ်၍ဘေးရန်တွေဘေး
ဘေးရန်အန္တရာယ်အပေါင်းမှာကင်းဝေးလွတ်မြောက်ကြပါစေလို့ကရုဏာရှိရှု၍သစ္စာပြုကြပါစို့